မင်္ဂလာတရားတော်နာယူကြည်ညိုကြရအောင်ဗျာတဘောဇဗြဟ္မစရိယံစရိယံသစ္စာနာတတနံနိဗ္ဗာနသစ္စိကိရိယာစဣတံမင်္ဂလမုဒ္ဓမံဒီဝါဗုဒ္ဓတိလိုရေးဖြင့်မိလျှောက်လာတဲ့ဩနတာယောတဘောဇအကျင့်ကိလေသာငြိမ်းချမ်းအကျင့်ကောင်းတို့ကိုကျင့်သုံးရခြင်းသည်၎င်းယာဗြဟ္မစရိယံစအကျင့်မြတ်သောဗြဟ္မစရိယအကျင့်မြတ်ကိုကျင့်သုံးရခြင်းသည်၎င်းအရိယာသစ္စာနှံအရိယာတို့သည်သိအပ်သောသစ္စာလေးပါးတရားတို့ကိုယန္တတနင်းစအကျင့်သိမြင်ရခြင်းသည်၎င်းယာနိဗ္ဗာန်သစ္စိကိရိယာစအကျင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုအပ်ခြင်းသည်၎င်းအဋ္ဌိတန္တိရှိပါကုန်၏ဣတံဤလေးပါးသောတရားတို့သည်ဥဒ္ဓမံမြတ်လာစွာသောမင်္ဂလာတရားမြည်ပါပေ၏ဘုရားတို့မြတ်စွာဘုရားဒီကထာဖြင့်မင်္ဂလာတရား၄ပါးတဘောဇဗြဟ္မစရိယံစအရိယသစ္စာနာတတနာနိဗ္ဗာန်သစ္စိကိရိယာစတို့ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့နာယူကျင့်ကြကြရမယ့်မင်္ဂလာတရား၄ပါးနံပါတ်1ကဘာလဲဆိုတော့တပဆိုတဲ့အကျင့်မြတ်ကိုကျင့်သုံးရခြင်းပေါ့ဒီနေရာမှာဥရှင်တို့တပဆိုတာဘာလဲကိလေသာငြိမ်းချမ်းအကျင့်တွေကိုပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့သဘောမျိုးကိုဒါတပလို့ဒီလိုခေါ်ပါတယ်ဒီနေရာမှာဥရှင်တို့နောက်ပြောမဲ့ဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်သုံးရမယ်ဆိုတဲ့နေရာမှာလည်းပဲမြတ်သောအကျင့်ကဘာလဲဒီနေရာမှာတပနဲ့ဗြဟ္မစရိယဒီနှစ်ခုရဲ့ထူးခြားချက်ကိုအဘေဒပေါင်းတော်ကောင်းတို့နားလည်ဖို့လိုတယ်ပေါ့ဘုရားတို့သပြေကံစတော်ဘုရားကြီးကတော့ဒီတပနဲ့ဗြဟ္မစရိယသည်အရန်ကြီးမကွာခြားလာဘူးဆိုပြီးတော့ကျမ်းဂန်တွေထဲမှာဖွင့်ဆိုထားတဲ့အဓိပ္ပာယ်မျိုးမျိုးကိုအဲ့ဒီမှာရေးပြထားတယ်အဲ့တော့ဦးရှင်တို့တာမန်လူတွေနားလည်ရုံတော့ပြောရမယ်ဆိုလို့ရှိရင်တပဆိုတဲ့အကျင့်ကဘာပြောတာတုံးဆိုတော့နော်သီလဝိသုဒ္ဓိသီလအကျင့်ကိုယူရမယ်လို့စတော်ကြီးကရှင်းရှင်းလင်းလင်းပြောထားတယ်ဗြဟ္မစရိယရမြတ်သောအကျင့်ကိုကျင့်တယ်ဆိုတဲ့နေရာမှာကျတော့ဘာကိုယူရမှာတုံးဆိုတော့သမထအကျင့်ဝိပဿနာအကျင့်ကိုကျင့်သုံးတဲ့သဘောမျိုးကိုဒါဗြဟ္မစရိယရယူရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တပဆိုတဲ့မင်္ဂလာနဲ့ပြည့်စုံအောင်နော်ကိုယ်နဲ့နှုတ်ကိုကောင်းစွာတန်ရှင်းအောင်အပြစ်ကင်းအောင်ထိမ့်သိမ်းစောင့်ရှောက်ရတဲ့အကျင့်ကိုကျင့်ဖို့လိုတယ်ပေါ့ဒါမှမင်္ဂလာရှိမယ်ပေါ့နောက်ဗြဟ္မစရိယရမြတ်သောအကျင့်ကိုကျင့်မယ်ဆိုရင်တော့သမာဓိအကျင့်ပညာအကျင့်ကိုကျင့်ရမယ်ပေါ့သမာဓိဆိုတာကတော့သမထဘာဝနာတစ်မျိုးမျိုးကိုကြိုးစားအထုတ်ပြီးတော့စိတ်ရဲ့တည်ငြိမ်အေးချမ်းတဲ့သဘောလို့အကြံဉာဏ်နားလည်ရပညာဆိုတာကတော့ခန္ဓာမှာဖြစ်နေတဲ့ရုပ်တဘာဝနာမ်တဘာဝသဘာဝတရားတွေဟာဖြစ်ပေါ်လာပြီးတဲ့နောက်ပျက်စီးပြောင်းလဲချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ကိုမှန်မှန်ကန်ကန်သိမြင်နားလည်တဲ့ပညာပေါ့အဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒါဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်တယ်လို့ဆိုရတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာကျမ်းဂန်တွေထဲမှာနော်တပအရာအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ထားပါတယ်နော်ဒူတင်အကျင့်တွေကိုကျင့်သုံးတာလည်းဒါတပပေါ့ဟောဘေးတပေါင်းတော်ကောင်းတို့လည်းပဲနားထဲမှာယဉ်တည်ထားတဲ့စကားလုံးတွေရှိပါတယ်ခန္တီပရမံတပောတိဒိဋ္ဌာဟုတ်လားမင်းညာကတောင်ပြောခဲ့တယ်လေဒီခံခြင်းဆိုတဲ့ခန္တီတရားဟာနော်အကျင့်တကအကျင့်ထဲမှာအမြတ်ဆုံးအကျင့်ပဲဆိုပြီးတော့အဲ့ဒီမှာတပဆိုတဲ့စကားလုံးလေးမပါဘူးလားပါတယ်နော်အဲ့ဒီမှာတော့တပအရာခန္တီကိုယူတယ်ပေါ့နောက်ပြီးတော့ပိဋကပေါင်းတော်ကောင်းတို့သမက္ကာနံတပောတုခောဆိုပြီးတော့အဲ့ဒီစကားလုံးလေးလည်းကြားဖို့တယ်မဟုတ်လားညီညွတ်သူတို့ရဲ့ကိလေသာငြိမ်းချမ်းအကျင့်ကောင်းကိုကျင့်ရတာဟာချမ်းသာတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာလေဟုတ်တယ်မဟုတ်လားဒုက္ခဗုဒ္ဓနာမုပ္ပါတော့ဒုက္ခံတရမဒေသနာဒုက္ခံတံခတ္တသမက္ကိသမက္ကာနံတပောတုခောဒီစကားလေးကြားဖို့တယ်မဟုတ်လားအဲ့ဒီမှာလဲတပဆိုတဲ့စကားလုံးလေးမပါဘူးလားပါတယ်ဟုတ်လားအဲ့ဒီမှာပြောထားတဲ့တပကဘာလဲဆိုတော့ညီညွတ်သူတို့ရဲ့ကိလေသာငြိမ်းချမ်းအကျင့်ကောင်းကိုကျင့်သုံးရခြင်းသည်ချမ်းသာတယ်ပေါ့ဟုတ်လားဦးဇင်းတို့ဒီနေရာမှာတပအရာအဓိပ္ပာယ်ဒီအမျိုးမျိုးဖွင့်ဆိုထားတာရှိတယ်တပသည်ပင်လင်ဗြဟ္မစရိယသည်ပင်တပလို့အဲ့ဒါလို့သိပြီးတော့မကွာခြားတဲ့အဓိပ္ပာယ်မျိုးတွေပြောထားတာလည်းရှိတယ်ဆိုပြီးတော့သတော်ဘုရားကြီးကတော့အကျေတဝရေးပြထားတယ်ပေါ့နော်
ဒီနေရာမှာဥရှင်တို့ဗြဟ္မစရိယအရာကိုလည်းပဲနော်မမြတ်တဲ့မေထုံအကျင့်ကိုရှောင်ကျဉ်ခြင်းယဟန်အကျင့်ကိုကျင့်သုံးနိုင်ခြင်းနော်သာသနာတော်ရဲ့ကောင်းမြတ်တဲ့အကျင့်တွေကိုဒါဗြဟ္မစရိယဆိုပြီးတော့အဲ့ဒါလိုလည်းပဲအဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်ပေါ့ဒီနေရာမှာဥရှင်တို့ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူပိုင်းပိုင်းခြားခြားနားလည်သွားဖို့ရာကအကောင်းဆုံးကတော့စတော်ကြီးနောက်ဆုံးကောက်ချက်ချသွားတယ်တပအရာနော်သီလအကျင့်ကိုယူလိုက်မယ်ဟုတ်လားဗြဟ္မစရိယအရာတမာတိအကျင့်ပညာအကျင့်ကိုယူလိုက်မယ်ဆိုရင်ဒါအကျင့်မြတ်ဒီအရာအကုန်လုံးစုံသွားတဲ့အတွက်ကြောင့်အလွန်တရာမှလည်းစိတ်ထဲမှာရှင်းလင်းသွားတယ်လို့ဆိုရမယ်ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တပအရာသီလကိုကျင့်သုံးရမယ်ဗြဟ္မစရိယအရာသမထဘာဝနာဝိပဿနာဘာဝနာတို့ကိုကျင့်သုံးရမယ်အဲ့ဒါဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့ဒီမင်္ဂလာတရားနှစ်ပါးနဲ့ပြည့်စုံပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒီနေရာမှာဘာကြောင့်ဒီတပအကျင့်ဗြဟ္မစရိယကိုအကျင့်ကိုကျင့်တဲ့နေရာမှာမင်္ဂလာဖြစ်ရတယ်လေမင်္ဂလာဆိုတာကိုကနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေတာကြီးပွားခြင်းရဲ့အကြောင်းဒါမင်္ဂလာလို့ဆိုတာဆိုတော့ဒီသီလတရားတမာတိတရားပညာတရားဟာတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရပြီးတော့ကြီးပွားခြင်းအစစ်ဖြင့်ကြီးပွားဖို့အကြောင်းတရားတွေဖြစ်တဲ့အတွက်ကြောင့်ဒီအကျင့်တွေကိုကျင့်သုံးရခြင်းသည်ဒါတကယ်ကိုကြီးကျယ်တဲ့မင်္ဂလာရှိသွားတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒီသီလအကျင့်တမာတိအကျင့်ပညာအကျင့်တွေကိုမကျင့်သုံးနိုင်ဘူးဆိုလို့ရှိရင်ဒီနေရာဖြင့်ဒီတပအကျင့်ဗြဟ္မစရိယအကျင့်ကိုမကျင့်သုံးနိုင်ဘူးဆိုလို့ရှိရင်ဒါမင်္ဂလာမရှိဘူးပေါ့ဟုတ်ရဲ့လားဒါကိုလည်းပဲကွဲပြားပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်ဦးဇင်းတို့ဒီနေရာမှာဘဝမှာတကယ်အရေးတကယ်ဘေးတကယ်ဒုက္ခတွေကြုံလာပြီဆိုလို့ရှိရင်ဒီအကျင့်တွေကသာလဲကိုယ့်ဘဝအတွက်အားကိုးရာအစစ်ဖြစ်တယ်ဟုတ်ရဲ့လားဦးဇင်းတို့တကယ်အရေးတကယ်ဘေးတကယ်ဒုက္ခတွေမကြုံသေးလို့တခြားသောအရာတွေကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကအားကိုးရာထင်ပြီးတော့အားကိုးရာအဖြစ်နဲ့ရှားထားကြတာတော့ရှိတာပေါ့ဟုတ်လားသို့တော့အဲ့ဒီအရာတွေဟာတကယ်အရေးတကယ်ဘေးမှာအားကိုးရာမဖြစ်ဘူးနော်တကယ်ကိုကြီးကျယ်တဲ့ဒုက္ခနဲ့တွေ့လာပြီဆိုလို့ရှိရင်ဒီအကျင့်မြတ်တွေကသာလဲဒီနေရာဖြင့်ကိုကျင့်သုံးထားတဲ့အကျင့်တွေကသာလဲကိုဘဝအတွက်အားကိုးရာဖြစ်မယ်ပေါ့ဒီနေရာမှာဦးဇင်းတို့အလွန်မှသိတာထင်ရှားတဲ့မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်တစ်ခုပြောပြမယ်ဘဝမှာတကယ်အရေးတကယ်ဘေးနဲ့ကြုံလာလို့ရှိရင်ဒီအကျင့်တွေကလွယ်လို့ချမ်းသာကြောင်းတရားကိုမမြင်ဘူးဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်နော်နိညတရာဘုဇ္ဇတပတ္တနိညတိင်္ဂရိယသံဝရာနိညတရာတပ္ပနိတကသုထိန်ပတ္တမိပါဏိနံဆိုပြီးတော့ဦးဇင်းတို့သာဂတာဝကတန်ယုတ်ပါဠိတော်မှာဂါထာလေးတစ်ခုရှိတယ်နိညတရာဘုဇ္ဇတပတ္တနိညတိင်္ဂရိယသံဝရာနိညတရာတပ္ပနိတကသုထိန်ပတ္တမိပါဏိနံတဲ့ဒီဂါထာလေးရှိတယ်ဒီလိုကဒီဂါထာလေးကိုဦးဇင်းတို့အန္တရာယ်ကင်းတယ်ဘေးကင်းတယ်အလွန်အစွမ်းထက်တယ်ဆိုပြီးတော့ရွတ်ကြဆိုကြတာရှိတယ်ဒီဂါထာလေးနဲ့ပတ်သက်ပြီးတော့အလွန်လဲကောင်းပါလေဒီဂါထာရဲ့အဓိပ္ပာယ်ကသူကဘာပြောလို့ဆိုတော့ဘုဇ္ဇင်အကျင့်တရားကိုအညတရကျင့်ထား၍ဗန္ဓိနံတတ္တဝါတို့ရဲ့တုထိန်ချမ်းသာကြောင်းတရားကိုနတ်ပတ္တမိငါဖျားမြင်တော်မမူတဲ့တော့လောကကြီးမှာဘုဇင်တရားကိုခြံထားပြီးတော့တခြားသောချမ်းသာကြောင်းတရားကိုငါမမြင်ဘူးတဲ့တပတ္တအကျင့်တရားတွေကိုအညတရကျင့်ထား၍ဗန္ဓိနံတတ္တဝါတို့ရဲ့တုထိန်ချမ်းသာခြင်းကိုနတ်ပတ္တမိမမြင်ဘူးတဲ့နော်အကျင့်တရားမပါဘဲနဲ့လောကမှာချမ်းသာဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဣန္ဒြိယတံဝရာမျက်စိနာနာလျှာကိုစိတ်ကိုစောင့်ထိန်ခြင်းနော်အပြစ်ကင်းအောင်ဒီဣန္ဒြိ6ပါးနဲ့ပတ်သက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်နော်ကောင်းကောင်းမွန်မွန်ပညာနဲ့စောင့်ထိန်ခြင်းဆိုတဲ့နော်တတိနဲ့စောင့်ထိန်ခြင်းဆိုတဲ့ဒီဣန္ဒြိယတံဝရကိုအညတရကျင့်ထားပြီးပါဏိနံတတ္တဝါတို့ရဲ့သုထိန်ချမ်းသာခြင်းကိုနတ်ပတ္တမိငါဖျားမမြင်ဘူးတဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့ဗာဆက်ပြောတော့ဆိုတော့သဗ္ဗနိတ္တကအလုံးစုံသောကိလေသာတရားတွေအလုံးစုံသောအရာတွေကိုစွန့်ပြီးတော့တကယ်ကိုညှိကပ်တွေ့တာမှုကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုအညတရကျင့်ထား၍ပါဏိနံတတ္တဝါတို့ရဲ့သုထိန်ချမ်းသာခြင်းကိုနတ်ပတ္တမိမမြင်ဘူးဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားကလောကကြီးမှာဒီတရား၄ပါးသာလင်ချမ်းသာဆိုပြီးတော့ပြောသွားတာပေါ့နော်။ဗာများတော့ဆိုတော့ဘုဇ္ဇဆိုတဲ့ဘုဇ္ဇင်နော်တပ္ပဆိုတဲ့အခုပြောတဲ့အကျင့်နောက်ပြီးတော့ဣန္ဒြိယတံဝရဣန္ဒြိယဆိုတာကမျက်စိနာနာလျှာကိုစိတ်ကိုဣန္ဒြိယလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဣန္ဒြေ6ပါးကိုလုံခြုံအောင်စောင့်ထိန်ခြင်းပြီးတော့တပ္ပနိတ္တကဆိုတဲ့ညိကတ်တွေ့တာမှုအားလုံးကိုစွန့်ခွာထားတဲ့ဟုတ်လားနိဗ္ဗာန်ဆိုတဲ့တရားပေါ့
ဒီတရား၄မျိုးကလွယ်လို့တခြားချမ်းသာကြောင်းတရားကိုမမြင်ဘူးဆိုပြီးတော့မြတ်စွာဘုရားဒီကထာလေးဟောတယ်အဲ့ဒါဘာလို့ဟောတာတုံးဆိုတော့ဦးဇင်းတို့ဘာဝနာတရားနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာလေးကိုဘုန်းတော်ကြီးတော်တော်များများဟောလေဟောတာရှိတဲ့အတွက်ကြောင့်ပိဿတို့လည်းပဲကြားဘူးပြီးသားဖြစ်မယ်လို့ဦးဇင်းထင်ပါတယ်မြတ်စွာဘုရားလက်ထက်ကဦးဇင်းတို့တာဝရိန္ဒာနတ်ပြည်မှာသူဗျမ္မနတ်သားဆိုတာရှိတယ်တဲ့အဲ့ဒီသူဗျမ္မနတ်သားမှာနတ်သမီးအချွေရန်1000လောက်ရှိတယ်လို့ဆိုတယ်အဲ့တော့ဒီနေ့တော့နန္ဒဝံဥယျာဉ်ကိုသွားပြီးတော့နတ်သမီးပေါင်း1000နဲ့အလွန်ကြီးကျယ်တဲ့လှပတဲ့နတ်ပန်းပင်ကြီးပေါ်တက်ပြီးတော့နတ်သမီး900ကနတ်ပန်းခူးကြတယ်တဲ့သူတို့ရဲ့နတ်သားကိုဝိုင်းဝန်းပြီးတော့ပြောဆက်ဖို့ပေါ့အဲ့ဒီမှာအောက်မှာနတ်သမီး900နဲ့သူပြမနတ်သားကနေတယ်ပေါ့အဲ့ဒါအပေါ်ကနတ်သမီး900ကတစ်ပင်ပေါ်မှာတချင်းတကြောကြောဆူပြီးတော့နတ်ပန်းတွေခူးကြတယ်နတ်သမီးတွေဟာတကူရှိတဲ့အတွက်ကြောင့်ဒီတစ်ပင်ပေါ်ကိုတက်เสียမလိုပဲနဲ့တကူနဲ့နတ်ပန်းတွေကိုလှမ်းယူရင်ရတယ်ဒါနဲ့ဘာဖြစ်လို့ဒီတစ်ပင်ပေါ်ကိုသူတို့တက်ကြတယ်လို့ဆိုတော့ပျော်ပါခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ကြောင့်သူတို့ဟာတစ်ပင်ပေါ်ကိုတက်ကြတယ်လို့ဆိုတယ်အဲ့ဒီလိုတက်နေတော့မှပဲနတ်ပန်းတွေခူးနေတော့မှပဲဥပိ္စေတကကံနဲ့ဩဇေရတော့အကောင်းသားပဲနော်ဥပိ္စေတကကံဆိုတာကလူပြည်မှာဘယ်လိုနေရာမျိုးမှာသုံးတော့မမျော်လင့်မဲနဲ့ရုပ်တရက်ပြုံးဝင်တဲ့တိုင်းကနေတော့တစုံတစ်ခုထိမိခိုင်းမိလို့အသက်ဖြတ်ခံရလို့တေတာမျိုးကိုဒါဥပိ္စေတကကံလို့မသုံးဘူးလားသုံးတယ်အဲ့ဒီနတ်သမီး900ကတော့ဘဇူးကမှလမ်းပြီးတော့တတ်တာတော့မဟုတ်သူတို့ရဲ့ဥပိ္စေတကကံနဲ့ရုပ်တရက်ဖြတ်ချလိုက်တဲ့ကံနဲ့နော်ဘဝဆိုတာဘယ်ရာမှခိုင်မြဲတဲ့သဘောမရှိဘူးဆိုတာလည်းပဲဒါစဉ်းစားတယ်ပေါ့ဟုတ်လားအဲ့ဒါရုပ်တရက်တစ်ခါတည်းသိဆုံးသွားတယ်အဲ့ဒီ900လုံးသိပြီးတော့ဘယ်ရောက်တုံးဆိုတော့အဝိဇ္ဇင်ငရဲကိုရောက်တယ်လို့ဆိုတယ်ဒါကလည်းပဲတတ္တဝါတွေဆိုတာကအခုကောင်းပြီမလို့ငကိုတုံးကကောင်းကျင်မှကောင်းခဲ့မှာကိုဟုတ်လားအဲ့တော့ငကိုတုံးကကိုလှုပ်ထားတဲ့အလုပ်တွေကိုအဲ့ဒါတွေကိုကိုကတာဝန်ယူရမယ့်အပိုင်းတွေရှိတယ်တချို့ကိုအဲ့ဒီလှုပ်ထားတဲ့အလုပ်တွေနဲ့စည်ရင်မရှင်းရတဲ့အပိုင်းတွေလည်းရှိနိုင်တာပဲဆိုကြမှာဆိုဒကာတော်မတို့ဦးရှင်တို့ဒါလက်တွေ့လေးဦးရှင်ကစဉ်းစားကြည့်တာပါဟုတ်လားဒီကနေ့ကိုကောင်းပြီမလို့မနေ့တုန်းကမကောင်းထားဘူးတနေ့တုန်းကကောင်းမထားဘူးဆိုရင်အဲ့ဒီဟာရဲ့အကျိုးဆက်ကိုမဖြေရှင်းရပြီဘူးလားဖြေရှင်းရမှာပေါ့ဖြေရှင်းစရာရှိတာပေါ့အခုဒီနတ်သမီးတွေဟာဒီဘဝမှာတော့သူတို့နတ်ပြည်မှာကောင်းကောင်းမွန်မွန်နေမယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားသို့တော့ဘာကြောင့်သူတို့အဝိဇ္ဇငရဲကိုရောက်သွားကြသလဲတတ္တဝါတွေဆိုတာနော်တန်တရားမှာကိလေသာတွေရဲ့ခိုင်းစေတာကိုပဲကိလေသာတို့ခိုင်းစေတာကိုပဲဆောင်ရွက်နေကြတယ်ကိလေသာတို့ရဲ့တယုတ်တကံမှာပဲတကယ်တမ်းကတော့ဘဝဆိုတာဟုတ်လားအဲ့တော့ထင်မိထင်ရလုံးမယ်ထင်မိထင်ရပြောမယ်ထင်မိထင်ရတွေးမယ်ဒီကံတွေဟာတေချာပေါက်ရှိခဲ့တယ်ပေါ့ဒါကြောင့်အဲ့ဒီကံတွေရဲ့အကျိုးပေးကိုသူတို့ခံရတယ်လို့ဆိုရမယ်အဲ့ဒါအဝိဇ္ဇငရဲကိုရောက်သွားတယ်အဲ့ဒါနဲ့သူပြမနတ်သားကဘာစဉ်းစားတော့ဆိုတော့အတန်လဲတိတ်သွားတယ်ဘယ်မြန်ရောက်သွားလဲမသိဘူးအတိနဲ့သမီးတွေဘယ်ရောက်သွားလဲမသိဘူးလို့အဲ့လိုနတ်တို့ရဲ့တကူနဲ့ကြည့်တဲ့အခါကျတော့ तू မြင်တယ်လို့ဆိုတယ်ဒါလည်းအံ့ဩစရာပါပဲဟုတ်လားမြင်တဲ့အခါကျတော့အော်ဒါသူနဲ့နတ်ပြည်မှာနော်အတူတူနေခဲ့ကြတဲ့ဒါသူ့ရဲ့အလွန်မှခင်မင်ရင်းနေတဲ့ဇနီးတွေပဲဟုတ်လားအဲ့တော့စိတ်ထဲမှာဘလို့မှဒါမချမ်းသာနိုင်နှစ်ပေါင်းများစွာအတူတူနေလာတာဟုတ်ရဲ့လားအဲ့တော့ဘလို့မှသူ့စိတ်ထဲမှာမချမ်းသာနိုင်ဘူးအလွန်တရာကြည်ကွဲရတယ်ထိခဲ့ရတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့စိတ်ထဲကညှိုးငယ်သွားတဲ့သဘောလေးရှိတော့စဉ်းစားပြတ်သွားတယ်ပေါ့သူတို့အဲ့ဒီမှာရောက်သွားတယ်အဲ့လိုဆိုရင်ငါကဟောဘလို့လဲလို့သူ့အခြေအနေကိုသူပြန်ပြီးတော့စီစစ်မိတယ်လို့ဆိုတယ်အဲ့လိုစီစစ်ကြည့်လိုက်တဲ့အခါကျတော့နောင်9ရက်မြောက်လို့ရှိရင်သူလည်းပဲသေဆုံးပြီးတော့အခုလက်ရှိမသေးသေးတဲ့နတ်သမီး900လည်းအဲ့ဒီအချိန်မှာသေဆုံးပြီးတော့အကုန်လုံးအဝိဇ္ဇငရဲမှာဖြစ်မယ်ဆိုတာကိုသူမြင်တယ်တဲ့အဲ့ဒီလိုမြင်ရတဲ့အခါကျတော့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေအဲ့ဒီနေရာမှာကိုဝင်ပြီးတော့ကိုစားပြုပြီးတော့ကြည်မယ်ဆိုရင်ဒါဘလို့မှသူဟာထောက်တရားရတော့မှာမဟုတ်တော့လုံးလုံးစေဆင်းရဲနေတာကိုမြင်ရတယ်မကြခင်မှာသူလည်းပဲဆင်းရဲတော့မှာကိုမြင်နေရတယ်အဲ့ဒီမှာသူ့ရဲ့စိတ်နှလုံးဟာဘလို့မှယက်တီရမရတော့ဘူးတဲ့အဲ့ဒါဦးဇင်းတို့စာထဲမှာဖွင့်ထားတာကတော့သူကိုယ်တိုင်ပြောထားတာပါလဲဆိုတော့သူ့ရဲ့ဒီအတွင်းထဲမှာဝမ်းပိုက်ထဲမှာမီးနဲ့အရှုခံရတယ်လို့ဖြစ်နေတယ်ဟုတ်လားမကြခင်မှာလည်းပဲသူအကြီးကြီးဆင်းရဲရတော့မယ်အဲ့တော့ဒီဒုက္ခတွေဒီအပူမီးတွေကိုငြိမ့်သက်ပေးနိုင်မဲ့လွတ်မြောက်ရာကိုညွှန်ပြပေးနိုင်မဲ့ကဲတင်မဲ့လူမရှိတော့ဘူးလားသူ့ရဲ့စိတ်ထဲမှာအာကိုရာရှားတယ်ပေါ့နော်လူဆိုတာဒုက္ခရောက်လာပြီဆိုလို့ရှိရင်အာကိုရာရှားတယ်ဆိုတာဒါသဘာဝပါပဲဟုတ်လား
အခုလည်းပဲသူအာကိုရာရှာတော့သူမြတ်စွာဘုရားကိုတွေ့တယ်မြတ်စွာဘုရားကိုတွေ့တဲ့အခါကျတော့ဒါမြတ်စွာဘုရားဒီကိုတောက်လျှောက်ရောက်သွားတာပဲသောတော်တုံးကဘေးမတွေ့ခင်တုန်းကတော့ပိဿရဲ့ထိတ်လန့်မှုဆိုတာမရှိသေးဘူးပေါ့ဘေးတွေ့လာပြီဆိုတော့ထိတ်လန့်မှုဆိုတာရှိလာတယ်ဒါကဒကာမတို့ဦးဇင်းတို့လည်းပဲဒါဒီတိုင်းဖြစ်မှာပါပဲဟုတ်ရဲ့လားဘေးတွေ့လာပြီအန္တရာယ်ဖြစ်လာပြီဒုက္ခဖြစ်လာပြီဆိုရင်လူဟာတုန်လှုပ်ခြောက်ခြားလာတယ်ဒီနည်းအားဖြင့်ထိတ်လန့်တဲ့တန်ဝေကဉာဏ်ကိုလည်းရရှိနိုင်တဲ့အနေအထားမှာရှိတယ်လို့ဆိုရမယ်ဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်လာပြီးတော့သူ့ရဲ့အကြောင်းလေးကိုအကုန်ရှောက်ထားတယ်ဒီလိုဒီအကြောင်းကြောင့်ဒီလိုရဲ့စိတ်ဟာဘလို့မှထောက်တည်ရမရပါဘူးအလွန်တရာပူလောင်နေပါပြီဒါကြောင့်ဖြစ်နေတဲ့ဒုက္ခနောင်ဖြစ်မဲ့ဒုက္ခဒါတွေကိုမြင်တဲ့အတွက်ကြောင့်ဒီလိုအလွန်တရာမှဆင်းရဲတယ်ပူလောင်တယ်အဲ့ဒါချမ်းသာကြောင့်တရားအရှင်ဘုရားဟောပါလို့အဲ့လိုမြတ်စွာဘုရားကိုရှောက်တော့မှမြတ်စွာဘုရားကစောစောကဂါထာလေးကိုအဲ့ဒီမှာဟောတာဟုတ်လားနိညတရဘုဇ္ဇတပတ္တနိညတိန္ဒရိယတံဝရာနိညတရတပ္ပနိတ္တသုထိန်ပတ္တမိပါဏိနံတဲ့ဘုဇင်တရားကိုခြံထားပြီးတော့တပ္ပဆိုတဲ့အကျင့်တရားတွေကိုခြံထားပြီးတော့ဣန္ဒရိယတံဝရဆိုတဲ့ဣန္ဒြေကိုစောင့်စည်းခြင်းကိုခြံထားပြီးတော့တပ္ပနိတ္တကလို့ဆိုတဲ့နိဗ္ဗာန်တရားကိုခြံထားပြီးတော့တခြားသောချမ်းသာရာကိုငါဘုရားမမြင်ဘူးလို့မြတ်စွာဘုရားဟောတယ်ဆိုလိုတာကချမ်းသာခြင်းနဲ့ဆိုရင်အဲ့ဓာတွေကိုကျင့်သုံးလိုက်ဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒီတော့မှပဲအဲ့ဒီသူပြမနတ္တမြတ်စွာဘုရားရဲ့တရားကိုနာရင်းနဲ့နော်ဦးဇင်းတို့အခုပြောတဲ့ဘုဇင်အကျင့်တပ္ပအကျင့်ဣန္ဒရိယတံဝရအကျင့်တွေကိုသူအဲ့ဒီနာမှာပဲကျင့်တယ်လို့ဆိုရမယ်ဘာကြောင့်လဲဆိုတော့သူအဲ့ဒီနာတယ်မဲ့သောတပတ္တိမေညာပူညာကိုရတယ်ဟုတ်လားသောတပတ္တိမေညာပူညာကိုရပြီဆိုတော့အပယ်လေးပါးသူစင်းစီဟာမလိုတော့ဘူးပေါ့ဒါသူ့ဘဝမှာအကြီးကျယ်ဆုံးသောကျေးဇူးရှင်ဟာဘယ်သူလဲဆိုရင်တော့မြတ်စွာဘုရားပါပဲဟုတ်လားအဲ့ဒီကြတော့မှသူ့ရဲ့စိတ်ဟာငြင်းအေးရာကိုရသွားတယ်ဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့ဒီတပ္ပအကျင့်ဗြဟ္မစရိယအကျင့်မြတ်သောအကျင့်တွေဟာကျင့်သုံးမယ်ဆိုလို့ရှိရင်တကယ်မင်္ဂလာရှိတယ်ပေါ့တကယ်ကြည်ပွားကြောင်းတရားတကယ်ချမ်းသာကြောင်းတရားဖြစ်တယ်မကျင့်သုံးနိုင်ဘူးလွဲချော်မယ်ဆိုရင်တော့ဒါတကယ်မင်္ဂလာမရှိဘူးလို့ဆိုရမယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ဟောင်းတို့ဒီကနေ့ညမင်္ဂလာ၄ပါးပြောမှာနော်ဥပမင်္ဂလာနဲ့ဗာမင်္ဂလာလဲတပ္ပမင်္ဂလာနဲ့ဗြဟ္မစရိယမင်္ဂလာသူတို့နှစ်ခုကဆင်ဆင်လေးတူနေလို့ဦးဇင်းကအတူတွဲပြီးတော့ပြောလိုက်ပါတယ်ဟုတ်လားတပ္ပအရာသီလကိုယူရမယ်ဗြဟ္မစရိယအရာတမာတိပညာကိုယူရမယ်လို့ဆရာဘုရားကြီးပြောထားတာလည်းမှတ်သားစရာရှိတယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်အောင်တို့ဒီသီလတမာတိပညာအကျင့်ကိုကျင့်သုံးပြီးတော့တပ္ပမင်္ဂလာဗြဟ္မစရိယမင်္ဂလာနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်ပေါ့ဟုတ်လားဘယ်နှပါးရှိပြီတော့နှစ်ပါးရှိပြီအဲ့တော့ဦးဇင်းတို့တတိယမင်္ဂလာဆက်ပြီးတော့သွားရအောင်တတိယမင်္ဂလာကဘာပြောထားတော့ဆိုတော့အရိယာသစ္စာနာဒတနံနော်အရိယာသစ္စာနာအရိယာသစ္စာတို့ကိုဒတနံသိမြင်နားလေတယ်ဟုတ်လားသစ္စာ၄ပါးကိုသိတယ်လို့ဆိုလို့လားဒီနေရာမှာဦးဇင်းတို့သစ္စာကိုသူကအရိယာသစ္စာနော်အရိယာသစ္စာဒီလိုပြောတယ်နော်သစ္စာကဦးဇင်းတို့အမျိုးမျိုးရှိတာကိုသမုဒိသစ္စာလို့လူတွေပြောကြတာမရှိဘူးလားရှိတယ်သမုဒိသစ္စာဆိုတာကသမုဋ္ဌာလို့မှန်တဲ့အမှန်ပေါ့သူကအမြဲထာဝရမှန်နေတာမျိုးမဟုတ်ဒီနေရာမှာသိလို့မင်္ဂလာရှိတယ်ဆိုတာကကြီးကျယ်တဲ့မင်္ဂလာဖြစ်တယ်ဆိုတာကအရိယာတွေသိအပ်တဲ့သိလိုက်ရင်အရိယာဖြစ်သွားစေနိုင်တဲ့အရိယာသစ္စာကိုသိမှဒါဒီနေရာမှာမင်္ဂလာလို့ပြောတာသမုဒိသစ္စာတွေကိုမဆိုလိုဘူးပေါ့နော်သမုဒိသစ္စာဆိုတဲ့အမှန်တရားကလည်းပဲဒါရှိပါတယ်မရှိဘူးမဟုတ်သို့တော့သူဟာမြင့်မြတ်တဲ့သစ္စာမဟုတ်သူဟာအမြဲထာဝရမှန်တဲ့အမှန်မဟုတ်ဘူးဟုတ်ရလားသမုဒိသစ္စာဆိုတာပိဿပေါင်းသူတော်ကောင်းတို့အလုံးနားလည်မယ်လို့အရင်ထင်ပါတယ်သမုဋ္ဌာလို့မှန်တဲ့အမှန်ပေါ့ဆိုကြပါစို့ဒီနားမှာထိုင်းနေတာဘာတွေလဲလို့မေးရင်လူတွေပေါ့ဟုတ်လားလူတွေပေါ့နော်ဒါမှန်ပါတယ်နော်မမှန်ဘူးမဟုတ်မှန်တယ်သို့တော့ဒီလူတွေထဲမှာပဲဘယ်လိုကွဲပြားသွားတော့ဒါကဒကာကြီးတွေဒါကဒကမကြီးတွေလို့ဟောကွဲပြားသွားပြန်တယ်ဟုတ်တယ်မဟုတ်လားလူဆိုတဲ့နာမည်ပြောက်ပြီးတော့ယောက်ျားဆိုတဲ့နာမည်မိန်းမဆိုတဲ့နာမည်ရသွားတယ်ပေါ့ယောက်ျားမှာတောင်မှဒါကလူကြီးဒါကလူငယ်အမျိုးမျိုးဖြစ်ပြန်တယ်ဟုတ်လားအဲ့ဒီလူမှာတောင်မှဆိုကြပါစို့ခေါင်းကိုလက်ညှိုးနဲ့ထိုးပြီးတော့ဒါကခေါင်းလားဒါကလူလားလို့မေးရင်ဘယ်လိုပြောမလို့ခေါင်းလို့ပြောမယ်လူဆိုတဲ့နာမည်ကအဲ့ဒီချိန်မှာပျောက်သွားပြန်တယ်ဟုတ်လားအဲ့ဒီခေါင်းမှာပဲအခါဆပင်ကိုကင်ပြပြီးတော့ဒါကခေါင်းလားဆပင်လားလို့မေးရင်ဆပင်လို့ဖြစ်သွားပါတယ်ခေါင်းဆိုတဲ့နာမည်ဟာပျောက်သွားပြန်တယ်သူဟာအချိန်ကာလတစ်ခုအနေအထားတစ်ခုအတွင်းမှာပဲမှန်တယ်ဆိုတဲ့သဘောပေါ့
အရိယသစ္စာကြတော့အဲ့လိုမဟုတ်နော်အတွန့်ရှိစွာဘယ်မျှကြာလဲတခါတရံမဖောက်ပြန်မဲ့အစဉ်မြဲကိုသစ္စာဆိုလို့တဲ့ကာလတွေဘလောက်ပဲကြာကြာကဘာတွေဘလောက်ပဲပြောင်းသွားသွားဘယ်တော့မှဖောက်ပြန်သွားတယ်မှားယွင်းသွားတယ်ဆိုတာမရှိဘူးအမြဲထာဝရမှန်နေတဲ့အမှန်ပေါ့ဟုတ်လားအဲ့ဒီအမြဲထာဝရမှန်နေတဲ့အမှန်အဲ့ဒီအမှန်ကိုသိလို့ရှိရင်အဲ့ဒီအမှန်၄ပါးကိုသိလို့ရှိရင်ပုထုဇဉ်အဖြစ်ကနေအရိယာအဖြစ်ကိုရောက်သွားတယ်လို့ဆိုရတယ်ဒီနေရာမှာသိတယ်ဆိုတာကတော့2မျိုးရှိတယ်ပြီးတော့ဦးဇင်းကအခြေပြောပါမယ်ဟုတ်လားနော်အဲ့ဒီဥစ္စာကိုပฏิဝေဒအစဉ်ထိုးထွင်းပြီးတော့သိမယ်ဆိုရင်အရိယာဖြစ်တယ်လို့ဆိုရတယ်ဒါကြောင့်သူ့ကိုအရိယာသစ္စာလို့ဒီလိုလဲပြောရတယ်နောက်ပြီးတော့ဦးဇင်းတို့အရိယာဆိုတာဖြူစင်ခြင်းလို့အဓိပ္ပာယ်ရတယ်နော်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေဆိုတာဘာလဲဘုရားပြည့်စေကဗုဒ္ဓယဟန္တာအရိယာတွေကိုဒါဖြူစင်တယ်လို့ဆိုရတယ်အဲ့ဒီဖြူစင်သောပုဂ္ဂိုလ်တို့သိအပ်တဲ့အမှန်တရားမှုလို့လည်းပဲအရိယာသစ္စာလို့ဆိုတယ်တဲ့ဟုတ်လားတနည်းအားဖြင့်အရိယာနဲ့သစ္စာဆိုတာကလုံးဝဆက်ဆက်မှုရှိနေတယ်သစ္စာ၄ပါးကိုတကယ်ပฏิဝေဒအစဉ်ထိုးထွင်းသိရင်လည်းပဲပုထုဇဉ်အဖြစ်ကနေအရိယာဖြစ်သွားတယ်အရိယာတွေမှသာလျင်ပြပြပြင်းပြင်းသိထားတဲ့အတွက်ကြောင့်လည်းဒီသစ္စာဟာအရိယာသစ္စာလို့ဆိုရတယ်ဘောပေါက်ရလားဗျာအဲ့ဒီအရိယာသစ္စာ၄ပါးကိုသိမယ်ဆိုရင်ဒါမင်္ဂလာတရားထဲမှာတော့အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးမင်္ဂလာပဲအလွန်ကင်းဆုံးမင်္ဂလာပဲအထွတ်အထိပ်မင်္ဂလာပဲဟုတ်လားမင်္ဂလာတရားဆိုတာကအခြေခံလေးကစပြီးတော့အမြင့်ဆုံးအဆင့်ထိသွားတာနော်ဟုတ်လားကလေးဘဝဘာအရေးကြီးလဲဆိုတော့ပတ်ဝန်းကျင်ကောင်းရှိဖို့အရေးကြီးတယ်ဒါကြောင့်အတေဝနာစဘာလာနံဆိုပြီးတော့စပြောတာမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ရှုတော့အမျိုးမျိုးကပြောမယ်ဆိုရင်အလုံးမစိတ်ဝင်စားတဲ့ကောင်းမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအခုဘယ်ထိရောက်လာပြီတော့နော်သစ္စာ၄ပါးကိုသိတဲ့အဆင့်ရောက်လာပြီအဲ့ဒီကြမှာအကြီးကျယ်ဆုံးသောမင်္ဂလာရှိမယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒါလေးကိုဦးစားပေးပြီးတော့ပြောကြည့်ရအောင်အရိယသစ္စာ၄ပါးတဲ့နော်အတွန့်ရှိစွာဘယ်မျှကြာလဲတခါတရံမဖောက်ပြန်မဲ့အစဉ်မြဲကိုသစ္စာဆိုလို့တဲ့အမြဲတမ်းမှန်တဲ့သစ္စာတရားဟုတ်လားအဲ့ဒီသစ္စာတရားကဘယ်နှပါးရှိတုံးဆိုတော့၄ပါးရှိတယ်တဲ့အကျဉ်းများဖြင့်တော့ပေသာပေါင်းသူတော်ကောင်းတို့နှုတ်ထဲမှာရကြပြီးသားနော်ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဟုတ်လားဒါကဥရှင်တို့အလွယ်ခေါ်ထားတာပေါ့အဲ့ဒီသစ္စာ၄ပါးကိုအကျဉ်းမြင်အဖြစ်တော့ပေသာပေါင်းသူတော်ကောင်းတို့ဥရှင်တို့တွေဟာအနုဘောဓတိနဲ့မှန်းဆပြီးတော့သိတဲ့အသင့်တော့အတိတော့ရအောင်ကြိုးစားရမယ်ဒီသစ္စာ၄ပါးကိုသိတဲ့အစဉ်ကလည်းပဲ2မျိုးရှိတယ်လို့ဆိုတယ်ဟုတ်လားအနုဘောဓအတိရဲ့ပฏิဝေဒအတိရဲ့အနုဘောဓအတိဆိုတာကစာရဲပေထဲမှာဖတ်ရလို့နော်သူတော်ကောင်းတွေပြောတန်ကြားရလို့ဒါကိုသိပြီးတော့အမှန်မှန်စဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဉာဏ်ထဲမှာဆုံးဖြတ်ချက်ချပြီးတော့သိတဲ့အတိပေါ့မှန်းဆပြီးတော့တွေးတောပြီးတော့ကြံစပြီးတော့သိတဲ့အတိပေါ့ဒါလည်းပဲအလွန်မြင့်မြတ်ပါတယ်ဒါပေမဲ့လို့သူကအနုဘောဓဆိုတဲ့စကားလုံးလေးနှလုံးအဲ့ဒါဆိုတော်ကြီးကအဓိပ္ပာယ်ပြောပြတော့ပိုရှင်းတယ်ပေါ့ဘယ်လိုပြောထားတော့ဆိုတော့အနုဆိုတာအဖန်မှန်တလဲလဲတဲ့ဘောဓဆိုတာသိတာအဖန်မှန်တလဲလဲသိတာဆိုတာသိခြင်းကိစ္စမပြီးသေးလို့ထပ်သိနေရတဲ့သဘောရှိတယ်ဆိုတဲ့အဓိပ္ပာယ်သဘောပေါက်လားဗျာဦးဇင်းပြောတာပฏิဝေဒအဆင့်ကြတော့အဲ့လိုမဟုတ်ဘူးတခါတည်းနဲ့ထိုးထွင်းပြီးတော့သိတာနောက်ထပ်ပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လိလာနေစရာလိုက်စားနေစရာမလိုတော့ဘူးဆိုတဲ့အဓိပ္ပာယ်တစ်ချက်တည်းသိသွားတယ်သူကတော့ထိုးထွင်းပြီးတော့ကိုသိသွားတာအခုဒကာမတို့ဦးဇင်းတို့ပုထုဇဉ်ဘဝနဲ့သစ္စာ၄ပါးကိုသိတယ်ဆိုတာကအဲ့ဒီပฏิဝေဒအဆင့်မဟုတ်အနုဘောဓသိပေါ့ထပ်သိဖို့လိုအပ်တယ်ဟောတော့သိခြင်းကိစ္စကမပြီးသေးဘူးမပြည့်သေးဘူးအရေးမမီသေးဘူးဆိုတဲ့အဓိပ္ပာယ်လို့ပြောရမှာပေါ့ဟုတ်လားဒါကြောင့်မကြာခဏတာကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်ပွားများရမယ်ပေါ့ဒါကြောင့်သူ့ကိုအနုဘောဓသိခဏထပ်ပြီးတော့သိရတဲ့အတိပေါ့ဟုတ်လားအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒီအနုဘောဓသိနဲ့သိအောင်ကြိုးစားအထောက်ရမယ်နော်အဲ့တော့ဦးဇင်းတို့ဘယ်လိုသိရမှာတော့ဒီသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့လိမ့်မာကျွမ်းကျင်ကိုယ့်ရဲ့ခေါင်းထဲမှာအတိပ္ပယ်ကိုရှင်းလင်းနေအောင်သိထားရမယ်ဟုတ်လားသိထားရမယ်သုတမယဉာဏ်လောင်းနဲ့သိထားရမယ်အဲ့တော့ဦးဇင်းတို့ဆိုကြပါစို့နံပါတ်1ဒုက္ခသစ္စာနော်ဒုက္ခသစ္စာဒုက္ခဆိုတာဆင်းရဲတာမကောင်းတာသစ္စာဆိုတာအမှန်တရားအဲ့တော့ဒုက္ခသစ္စာဆိုတာဘာကိုပြောတာတော့ဒုက္ခသစ္စာဆိုတာဘယ်တရားကိုပြောတာတော့ဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာပါဒါဥရှင်တို့အတူချုပ်အရှင်းလင်းဆုံးအလွယ်ကူဆုံးပြောတာနော်ခန္ဓာမှန်သမျှဘဝမှန်သမျှဘယ်ဘဝပဲဖြစ်ဖြစ်ဘယ်ခန္ဓာပဲဖြစ်ဖြစ်နော်ချမ်းသာဒုက္ခရဲ့လို့ဘာမှမရောတဲ့
ဒုက္ခအစုသာဖြစ်တယ်တဲ့ဒုက္ခသစ္စာနော်ဘယ်ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်တယ်အခုမှဖြစ်တဲ့ခန္ဓာတည်တာဒုက္ခမဟုတ်ဘူးငကိုယ်တုန်းကဖြစ်တဲ့ခန္ဓာလည်းဒုက္ခပဲနောက်မှဖြစ်မဲ့ခန္ဓာတွေဟာလည်းဒုက္ခပဲကိုယ်ခန္ဓာမှဒုက္ခမဟုတ်ဘူးသူခန္ဓာလည်းဒုက္ခပဲအဲ့တော့ဘယ်ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်ဘယ်အချိန်ကာလမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ခန္ဓာမှန်ရင်တော့ဆင်းရဲခြင်းတရားသာဖြစ်တယ်ဘယ်တော့မှဖောက်ပြန်သွားတယ်ပြောင်းလဲသွားတယ်လို့မရှိဘူးဒါကြောင့်သူသည်အရိယသစ္စာဟုတ်လားအဲ့တော့ဒုက္ခသစ္စာနံပါတ်1အရိယသစ္စာနော်ဘာကိုပြောတာတော့ဒီဘဝဒီခန္ဓာကိုပြောတာဒါဒုက္ခသစ္စာပဲဟုတ်လားနောက်ပြီးတော့ဗါတဲ့တော့သမုဒိယသစ္စာအဲ့တော့သမုဒိယသစ္စာဆိုတာကဦးဇင်းတို့အကျေမြတ်စွာဘုရားဟောတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ဒုက္ခသမုဒိယသစ္စာလို့မြတ်စွာဘုရားကတော့သုံးနှုံးပါတယ်ဒုက္ခသမုဒိယဒုက္ခဆိုတာကဆင်းရဲတာသမုဒိယဆိုတာဖြစ်ခြင်းရဲ့အကြောင်းဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းသစ္စာဆိုတာကအမှန်တရားဒီတရားကတော့ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းအမှန်ပဲလို့ပြောတာဒါမြင်ရင်ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းအမှန်တရားဆိုတဲ့အဲ့ဒီတရားဆိုတာဘယ်တရားလဲလောဘကိုပြောတာဟုတ်ရလားအဲ့တော့ဦးဇင်းတို့ရှင်းရှင်းပြောကြပါစို့လောဘသည်ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်သမုဒိယသစ္စာဒုက္ခသစ္စာကဘယ်ဟာလဲလို့မေးရင်ဒီခန္ဓာပဲသမုဒိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းကဘယ်အရာလဲလို့မေးရင်လောဘပဲဟုတ်လားလောဘဆိုတာကနာမည်အမျိုးမျိုးနဲ့ထင်ရှားတယ်လို့ဆိုရမယ်ပေါ့နော်သူ့ကိုတဏှာလို့လည်းသုံးတယ်ຢာကလို့လည်းသုံးတယ်ဆန္ဒရာဂလို့လည်းသုံးတယ်အမျိုးမျိုးပါပဲသူ့ရဲ့နာမည်ရှုတော့အမျိုးမျိုးကနေနာမည်ဒီအများကြီးမရှိဘူးလားရှိတယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့ဒုက္ခမှန်သမျှသည်လောဘကြောင့်ဖြစ်တယ်ဆိုတာဟာအမှန်တရားဖြစ်တယ်ဟုတ်လားဘယ်အချိန်မှာပဲဖြစ်ဖြစ်မှန်တယ်ဘယ်သူတဏ္ဍာမှာပဲဖြစ်ဖြစ်မှန်တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်မှန်တယ်လောဘဖြစ်ရင်တော့ဒုက္ခဖြစ်မှာပဲဥမှဖြစ်တဲ့လောဘတည်တာလည်းဒုက္ခကိုဖြစ်စေတာမဟုတ်ဘူးသူ့မှဖြစ်တဲ့လောဘကလည်းဒုက္ခကိုဖြစ်စေမှာပဲအခုမှဖြစ်တဲ့လောဘတည်တာဒုက္ခကိုဖြစ်စေမှာမဟုတ်ဘူးကိုယ်တုန်းကဖြစ်တဲ့လောဘဟာလည်းဒုက္ခကိုဖြစ်စေခဲ့တာပဲအချိန်မရွေးမှန်တယ်နေရာမရွေးမှန်တယ်ပုဂ္ဂိုလ်တိုင်းအတွက်မှန်တယ်ဒါကြောင့်သူသည်အရိယသစ္စာလောဘမှန်ရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားပဲဟုတ်ရဲ့လားအဲ့တော့ဘယ်နှပါးရှိသွားပြီတော့နှစ်ပါးရှိသွားပြီဒါသိရမယ်ပေါ့ဟုတ်လားဒါဥဒ္ဒနုအနုဘောဓသိနဲ့ပတ်သက်ပြီးတော့လိုအပ်တာတွေကိုပြောတယ်လိုအပ်တဲ့အသည့်တွေကိုဒါပြင်ဆင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်လည်းပြောလို့ရပါတယ်နော်နောက်ပြီးတော့ဥရှင်တို့និရောဓသစ္စာនិရောဓသစ္စာဆိုတာကဒုက္ခនិရောဓသစ္စာလို့မြတ်စွာဘုရားကတော့အဲ့လိုအပြည့်စုံပြောတယ်ဒုက္ခဆိုတာကဆင်းရဲတာនិရောဓဆိုတာချုပ်ငြိမ်းတာဆင်းရဲချုပ်ရာဆင်းရဲမရှိရာနော်အဲ့ဒါဘာပြောတာလဲဆိုတော့နိဗ္ဗာန်ပေါ့နော်ဒီတရားသည်ဆင်းရဲချုပ်ရာဒါနဲ့အဲ့ဒီတရားကဘယ်တရားတုံးဆိုတော့တဏှခယောဝိရာကောនិရောဓနိဗ္ဗာန်ဆိုတဲ့အတိုင်းနော်တဏှာမရှိရာလောဘကုန်ရာဒါကိုနိဗ္ဗာန်လို့ပြောတာတဲ့အဲ့တော့ဦးဇင်းတို့လူငယ်တွေနားလည်အောင်ခက်ရှင်းရှင်းပြောရရင်တော့လောဘမရှိခြင်းသည်ဆင်းရဲမရှိခြင်းပဲလောဘချုပ်ခြင်းသည်ဆင်းရဲချုပ်ခြင်းပဲဒါပဲဟုတ်လားဆင်းရဲဟာလောဘမချုပ်သမျှဘယ်တော့မှမချုပ်ဘူးလောဘရှိနေသမျှဆင်းရဲဆိုတာရှိနေမှာဟုတ်လားဒါကြောင့်ဒုက္ခကိုမရခြင်းဘူးဒုက္ခတကယ်ချုပ်ခြင်းတယ်ဒုက္ခမရှိခြင်းဘူးဆိုရင်ဒီလောဘမရှိဖို့လိုတယ်လောဘချုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီလောဘမရှိတာလောဘချုပ်တာကိုပဲဒါနိဗ္ဗာန်လို့ခေါ်တယ်ပေါ့အဲ့ဒါនិရောဓသစ္စာပဲနော်လောဘမရှိရင်ဘယ်အချိန်ကာလပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဒါချမ်းသာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တတိယပါလေនិရောဓသစ္စာဒုက္ခនិရောဓသစ္စာနောက်ဦးဇင်းတို့သရုဒ္ဓသစ္စာကမေဃသစ္စာအပြည့်အစုံပြောရမယ်ဆိုရင်တော့ဒုက္ခនិရောဓဂာမိနိပฏิပဒါယအရိယသစ္စာဒုက္ခនិရောဓဆိုတာဒုက္ခချုပ်တာဂာမိနိဆိုတာကရောက်ရရောက်ကြောင်းပฏิပဒါအကျင့်ကောင်းပေါ့အဲ့ဒီဒုက္ခချုပ်ရာကိုရောက်စေတတ်တဲ့အကျင့်ဒါကိုမေဃသစ္စာလို့ပြောတာဟုတ်လားအဲ့တော့ဒီတရားဒီဒုက္ခချုပ်ရာနိဗ္ဗာန်ကိုရောက်စေတတ်တဲ့အကျင့်ပဲတဲ့ဒါနဲ့အဲ့ဒီတရားကဘယ်တရားလဲဆိုတော့မဂ်ခင်၈ပါးဟုတ်ရဲ့လားအဲ့တော့မဂ်ခင်၈ပါးဒီဒုက္ခချုပ်စေတဲ့တခုတည်းသောအကျင့်ပဲအဲ့တော့လောကကြီးမှာမဂ်ခင်၈ပါးကလွဲလို့ဒုက္ခကိုချုပ်သွားစေနိုင်တဲ့တခြားနိလန်ကျင့်စဉ်ဆိုတာမရှိဘူးဒါဟာအမှန်တရားပဲမဂ်ခင်၈ပါးကိုကျင့်လို့ရှိရင်ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုတေချာပေါက်မျက်မှောက်ပြုရမယ်ဒါဟာလုံးဝမလွဲနိုင်တဲ့အမှန်တရားပဲနော်ဘယ်တော့မှလူသားတွေပဲဖြစ်ဖြစ်မဂ်ခင်၈ပါးကိုကျင့်မယ်ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမှာပဲဘယ်အချိန်ကာလကပဲဖြစ်ဖြစ်ဘယ်နေရာကလူပဲဖြစ်ဖြစ်ဘယ်လိုလူပဲဖြစ်ဖြစ်ဟုတ်လားမဂ်ခင်၈ပါးကိုကျင့်လို့ရှိရင်ဘာဖြစ်မလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်ဒ
ဒါကြောင့်သူသည်အမြဲတမ်းမှန်းနေတဲ့အတွက်ကြောင့်သူလည်းပဲပါတော့အရိယသစ္စာမြင့်မြတ်သောအမှန်တရားပေါ့အဲ့တော့လောကကြီးမှာသစ္စာနံစတုရောပဒါဆိုတဲ့အတိုင်းသစ္စာတရားတွေထဲမှာဒီသစ္စာ၄ပါးတရားသည်အမြတ်ဆုံးတရားဖြစ်တယ်သာသနာတော်မြတ်ကြီးရဲ့အနှစ်ချုပ်လို့လည်းဆိုရမယ်ဒါကြောင့်မြတ်စွာဘုရားဖြစ်သွားတယ်ဆိုတာလေဒီသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိလို့ဘုရားဖြစ်သွားတာအဲ့တော့ဒီနေရာမှာဦးဇင်းတို့အခုပြောခဲ့တာဘာလဲဆိုတော့သစ္စာ၄ပါးကိုအနုဘောဓသိနဲ့သိဖို့ပေါ့အရိယသစ္စာနဲ့ဒသနမင်္ဂလာနဲ့ပြည့်စုံဖို့အတွက်ဒါအခြေခံပြင်ဆင်မှုတွေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တကယ်အရိယသစ္စာနဲ့ဒသနမင်္ဂလာနဲ့ပြည့်စုံခြင်းတယ်ဆိုရင်တော့သူကပฏิဝေဒဉာဏ်နဲ့ထိုးထွင်းပြီးတော့သိတဲ့အဆင့်ကိုရောက်အောင်လုပ်နိုင်မှသူကအဲ့ဒီမင်္ဂလာနဲ့ကပြည့်စုံတာတဲ့ပြောရင်အရိယာဖြစ်မှအဲ့ဒီမင်္ဂလာကရတာဟုတ်ရဲ့လားအဲ့တော့ပฏิဝေဒအဆင့်နဲ့ထိုးထွင်းပြီးတော့သိတယ်ဆိုတာကဘယ်လိုသိတာတော့သူကတပြိုင်နက်တည်းနဲ့ကိုသစ္စာ၄ပါးကိုတပြိုင်နက်တည်းနဲ့ကိစ္စအရာတပြိုင်နက်တည်းနဲ့သူကသိတယ်ကိစ္စအဖြစ်တပြိုင်နက်တည်းနဲ့သိတယ်ဘယ်လိုသိတော့ကိစ္စအဖြစ်ဆိုတာဘယ်လိုဟာကိုပြောတာတော့နော်ဒုက္ခသစ္စာကိုသိတယ်ဆိုတဲ့နေရာမှာသူကပိုင်းခြားပြီးတော့သိတယ်ဒီတရားတွေကဒုက္ခလို့သိချာချာသိတယ်ဟုတ်လားသမုဒယသစ္စာကိုကျတော့သူကဘယ်လိုသိတုံးဆိုတော့ပယ်ရှားခြင်းကိစ္စနဲ့သိတယ်ဟုတ်လားဒုက္ခသစ္စာကိုကျတော့ပိုင်းခြားပြီးတော့သိတယ်လောဘဆိုတဲ့သမုဒယသစ္စာကိုကျတော့ပယ်ရှားပြီးတော့သိတယ်ပယ်ရှားခြင်းကိစ္စအဖြစ်သိတယ်လို့ဆိုရတယ်ပေါ့ဒီနည်းအားဖြင့်ပယ်ရှားခြင်းကိစ္စကိုသူလှုပ်လိုက်တယ်ပေါ့ဟုတ်လားနောက်និရောဓသစ္စာကိုကျတော့မျက်မှောက်ပြုခြင်းကိစ္စဟုတ်လားမေဃသစ္စာကိုကျတော့ပွားများခြင်းကိစ္စသစ္စာ၄ပါးကိုကိစ္စအဖြစ်တပြိုင်တည်းသိတယ်ဟုတ်လားတိပယ်ဆိုင်ပွားဆိုတာနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုက္ခသစ္စာဟာဘာလို့ရမယ့်သစ္စာလဲလို့မေးရင်သိရမယ့်သစ္စာပါဟုတ်လားသူ့ကိုဟာဓာတ်ပယ်လို့မရဘူးဒီဆင်းရဲတွေဒုက္ခတွေမကြိုက်ပါဘူးလို့သူ့ကိုဓာတ်ကိုပယ်လို့မရဘူးသူ့ကိုပယ်ခြင်းတယ်ဆိုလို့ရှိရင်သမုဒယသစ္စာကိုပယ်နိုင်မှသူကချုပ်သွားမှာအကြောင်းတရားကိုပယ်မှအကျိုးတရားဟာရပ်ဆိုင်သွားမှာဆိုကြပါစို့ဦးဇင်းတို့ယောဂံဖြစ်တယ်ယောဂဖြစ်စေခြင်းရဲ့အကြောင်းကိုယောဂဖြစ်ခြင်းရဲ့အကြောင်းကိုမပယ်ဘဲနဲ့ခရခက်တဲ့ယောဂဆိုတာပျောက်သွားမှာမဟုတ်လားဒါကြောင့်ဟိုတနေ့ကဆရာမကြီးတယောက်ပြောသွားတာထဲမှာရေပုံပိုင်ကောင်းကယိုကျနေတယ်တဲ့ကြမ်းမြင်မော်ကိုဟုတ်လားကြမ်းမြင်မော်ကိုရေပုံပိုင်ကောင်းကယိုကျနေတယ်ဘုံပိုင်ကိုမပိတ်ဖဲနဲ့ကြမ်းမြင်ကရေကျတာမကြိုက်လို့အဝတ်နဲ့တုပ်နေမယ်ဆိုတော့တုပ်လို့ဘယ်တော့မှပြီးတော့မှမဟုတ်တော့ဘူးတဲ့ဟုတ်လားဘာလို့ဆိုအပေါ်ကကျနေတာဟုတ်တယ်မဟုတ်လားအဲ့လိုပဲဦးဇင်းတို့သမုဒယသစ္စာကိုမပယ်ဘဲနဲ့ဒုက္ခဆိုတာဘယ်တော့မှချုပ်သွားမှာမဟုတ်အကြောင်းတရားကိုမပယ်ဘဲနဲ့အကျိုးတရားဆိုတာဘယ်တော့မှမရဘူးဒါကြောင့်ဒုက္ခသစ္စာသည်ဘာလို့ရမယ့်သစ္စာတော့သိရမယ့်သစ္စာသမုဒယသစ္စာသည်ဘာလို့ရမယ့်သစ္စာတော့ပယ်ရမယ့်သစ္စာဟုတ်ရလားအေးဒီနေရာမှာဦးဇင်းတို့ဒီသမုဒယသစ္စာကိုပယ်ခြင်းဘာလို့ရမှာတော့ဆိုတော့မဂ်ခင်၈ပါးကိုပွားများရမယ်ဟုတ်လားအဲ့ဒီမဂ်ခင်၈ပါးကိုပွားများမှဒီသမုဒယသစ္စာကိုပယ်ပြီးတော့သမုဒယသစ္စာကြောင့်ဖြစ်မဲ့ဒုက္ခတွေဟာချုပ်ဆုံးသွားတယ်အဲ့ဒီမှာဒီဒေါသသစ္စာကိုမျက်မှောက်ပြုတယ်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့အရိယသစ္စာနဲ့ဒသနမင်္ဂလာနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်ပฏิဝေဒဉာဏ်နဲ့ထွတ်ထွင်းပြီးတော့သိအောင်ထိကြိုးစားရမယ်ပေါ့နော်ဒုက္ခသစ္စာကိုသိရမယ်သမုဒယသစ္စာကိုပယ်ရမယ်និရောဓသစ္စာကိုမျက်မှောက်ပြုရမယ်မဂ္ဂသစ္စာကိုပွားများရမယ်ပေါ့အဲ့ဒါလို့သစ္စာ၄ပါးကိုပฏิဝေဒအဆင့်ထိသိမယ်ဆိုရင်တော့ဒါအလွန်မှမင်္ဂလာရှိသွားပြီတဲ့မင်္ဂလာတရားတွေထဲမှာတော့အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးမင်္ဂလာတရားပေါ့ဟုတ်ရဲ့လားဘာကြောင့်သူ့ကိုမင်္ဂလာရှိသွားပြီလို့ပြောနိုင်တယ်လေဦးဇင်းတို့သစ္စာ၄ပါးကိုသိပြီဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောတာတုံးဆိုတော့ဦးဇင်းတို့လည်းပဲပြောနေကြပိဋကပေါင်းသူတော်ကောင်းတို့လည်းပဲနာယူနေကြဒါပေမဲ့ဒီနေရာမှာအကြောင်းသင့်တဲ့အတွက်ကြောင့်ဦးဇင်းကပြောတာပါဟိုလက်သေးပြားပေါ်မှာတကိုးတော်နဲ့မြေမှုအနေငယ်တင်ပြီးတော့မြတ်စွာဘုရားကဒီလက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်နဲ့မဟာပတိမြေကြီးမှာရှိတဲ့မြေမှုန့်ဘယ်ရာကများလဲလို့မေးတယ်ပေါ့တို့ရဟန်းတော်တွေကမနှိုင်းရှင်လောက်အောင်ကြွားချပါလေဘုရားဆိုတော့မြတ်စွာဘုရားကစိတ်သားတို့တဲ့သစ္စာ၄ပါးကိုသိမြင်သွားတဲ့အရိယာသူတော်စင်တယောက်အတွက်နော်ဓမ္မဒတနာနော်အရိယာသစ္စာနာဒတနာပေါ့ဒီဒေသနာရပြောမယ်ဆိုရင်ဟုတ်လားအရိယာသစ္စာ၄ပါးကိုတကယ်သိသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်ကြံတဲ့ဒုက္ခဆိုတာလက်သေးပြားပေါ်မှာရှိတဲ့မြေမုံလောက်ပဲရှိတော့တယ်တဲ့သူ့ရဲ့ကုန်ခန်းသွားတဲ့ဒုက္ခတွေဟာမဟာပတိများမြေကြီးမှာရှိတဲ့မြေမှုံများတဲ့ပွဲအလွန်များပြားစွာကုန်ခန်းသွားပြီသစ္စာ၄ပါးကိုဒါတကယ်သိမယ်ဆိုရင်သူ့ရဲ့ကြံတဲ့ဒုက္ခဘယ်လောက်လို့ပိုင်းခြားလို့ရသွားပြီခု
ခုတရားဓမ္မတို့ဦးဇင်းတို့တွေဟာအနာဂတ်မှာကိုယ့်ရဲ့ဒုက္ခတွေဘလောက်ကြံပါသေးတယ်လို့ပိုင်းခြားလို့မရဘူးခုလုံးလုံးစီဒီဘဝမှာကံကောင်းလို့ဉာဏ်ကောင်းလို့ဝိရိယကောင်းလို့ထိုက်တဲ့အစဉ်ပြေမှုရှိခြင်းရှိမယ်ပေါ့ဟုတ်လားသို့တော်ဒါဟာဘလောက်ကြာမှလဲပြီးရင်ဘာဆက်ဖြစ်မှလဲဘာမှဘယ်သူမှရည်ရည်ရရမရှိကြသေးဘူးတကယ်တရားဓမ္မတို့ဦးဇင်းရဲ့ဘဝဟာဘာမှရည်ရမှုမရှိဘူးဘာလို့ရည်ရမှုမရှိတာလဲဆိုရင်သစ္စာလေးပါးကိုမသိတော့ပဲဟုတ်လားရည်ရမှုမရှိဘူးနော်ဒီဘဝဘလောက်ကြာမလဲနောက်ထပ်အလွန်ဆုံးကြာရင်များစုဟာနှစ်ပေါင်း340ပါပဲအဲ့ဒါဘလောက်ကြာတယ်ဘယ်လောက်မှမကြာဘူးပြီးရင်ဘာဖြစ်မလဲဘာမှမသိနိုင်ဘူးအဲ့ဒါမြတ်စွာဘုရားကသစ္စာလေးပါးကိုသာမသိဘူးဆိုရင်တော့တဲ့ဒုတ်တစ်ချောင်းကိုကောင်းကင်ကိုမြှောက်လိုက်တယ်ဒီတော့ဟာအောက်ကိုပြန်ကျတဲ့အခါမှာအရင်ကကြမလားမသိနိုင်ဘူးဘုရားကကြမလားမသိနိုင်ဘူးမလှမပကြီးဘုရားလိုက်ကြီးပဲကြလာမလားမသိနိုင်ဘူးဟုတ်လားသူကြားခြင်းတယ်လို့ကြမယ်ဘာဖြစ်လို့လဲသူ့မှာဘာမှသိကြတဲ့သဘောမရှိဘူးလို့သစ္စာလေးပါးကိုမသိတဲ့အတွက်ကြောင့်ဒီဘဝကနေဟိုဘဝကိုရောက်တယ်ဟိုဘဝကနေဒီလိုဘဝကိုရောက်တယ်အမျိုးမျိုးကြပြောင်းတိကြပြောင်းစံဘာမှသိကြမှုရည်ရမှုမရှိတဲ့အနေအထားတွေကိုရင်ဆိုင်ရမယ်ပေါ့ဒါကြောင့်သစ္စာလေးပါးကိုသိတာဟာအလွန်မှမင်္ဂလာရှိတယ်ဒါကြောင့်သစ္စာလေးပါးကိုသိဖို့ဤမျိုးစုံနဲ့ဤမျိုးစုံဆိုတာကသတိပဋ္ဌာန်ဘာဝနာများကိုပွားများအထောက်တာကိုဆိုလိုတာပါဟုတ်လားအဲ့ဒါလိုကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဟုတ်လားသစ္စာလေးပါးကိုသိမှသာတယ်တကယ်ရည်ရသိကြတဲ့အနေအထားကိုရမယ်မြတ်စွာဘုရားကသစ္စာလေးပါးကိုသိခြင်းနဲ့မသိခြင်းဟာဘလောက်ကွာခြားချက်ကြီးမားသလဲဆိုတာကိုနှိုင်းယှဉ်ပြီးတော့ဟောထားတဲ့ဒေသနာတွေဦးဇင်းတို့သစ္စာတန်ရုပ်ထဲမှာအများကြီးရှိတယ်ဟုတ်လားဆိုကြပါစို့သစ္စာလေးပါးကိုသာမသိသေးဘူးဆိုရင်တဲ့မြေပြောင်ပေါ်မှာဦးဇင်းတို့ဝါကွမ်းဆိုင်လေးတစ်ခုချထားလိုက်မယ်ဆိုကြပါစို့ဟုတ်လားမြေပြောင်ပေါ်မှာဝါကွမ်းဆိုင်လေးချထားတယ်အကယ်၍အရှိလေလာမယ်ဆိုရင်အဲ့ဒီအရှိလေကဒီဝါကွမ်းဆိုင်လေးကိုအနောက်ဘက်ကိုဆွဲခေါ်သွားမယ်ဟုတ်လားတောင်လေလာရင်မြောက်ထဲကိုသူ့ကိုယူသွားမယ်လေးယူရာသူပါရမယ်သူ့ရဲ့ဘဝဟာဘာမှခိုင်မြဲမှုမရှိဘူးအဲ့လိုပဲသစ္စာလေးပါးကိုမသိသေးတဲ့ပုဂ္ဂိုလ်တွေပုထုဇဉ်တွေဟာဖြစ်ရဘဝမှာတဲ့တပါးသောပုဂ္ဂိုလ်တို့ရဲ့မျက်နှာကိုမော့ကြည့်ပြီးတော့ဒီအရှင်ကတော့တိတင့်တိတိုက်တဲ့အရာတွေကိုတိလေရောင်တကားဆိုပြီးတော့ပုဂ္ဂိုလ်ကိုအလွန်အားငယ်တဲ့သဘောနဲ့ဟုတ်လားသူများကိုအလွန်ထင်ကြီးတဲ့သဘောနဲ့သူများမျက်နှာကိုမော့ကြည့်ရတဲ့သဘောရှိတယ်တဲ့မခံခြင်းပဲဆိုရင်လည်းပဲမခံခြင်းစရာပါပဲဒါပေမဲ့ဟုတ်နေတာကလည်းပဲအမှန်ပဲဟုတ်ရဲ့လားဒါမျိုးဆိုပြဟောထားတာနော်ဒီတပါးသောသူတို့ရဲ့မျက်နှာကိုမော့ကြည့်ရတဲ့အနေအထားမှရှိတယ်ဘာလို့ဆိုကို့မှာအရှင်းမရှိလို့ပဲအရှင်းဆိုတာကတကယ်သိတဲ့သိတတ်တဲ့အမှန်တရားကိုမသိတာပဲအဲ့တော့ဦးဇင်းတို့ပိဿပေါင်းတို့ဘဝမှာငွေကြေးပြည့်စုံမှုကအဓိကလားနော်ကြော်ကြားမှုဂုဏ်ပကာသနာတွေရှိမှုကအဓိကလားစဉ်းစားကြည့်ပါတကယ်အဲ့ဒီဥစ္စာတွေဟာဘာမှသိပြီးတော့ဘဝမှာထင်တဲ့လောက်ကြီးအရေးမပါဘူးဆိုတာအလွန်မှထင်ရှားတယ်ဟုတ်ရဲ့လားတကယ်အရေးအပါဆုံးကိုယ့်ဘဝမှာဖြစ်တဲ့ကိစ္စကဘာတော့ဆိုတော့သစ္စာကိုသိဖို့ပဲနော်သစ္စာလေးပါးကိုသိတဲ့ကိစ္စဟာအရေးအပါဆုံးပဲအဲ့ဒီလောက်ကြီးကိုမတတ်နိုင်သေးဘူးမဖြစ်နိုင်သေးဘူးဆိုရင်သစ္စာလေးပါးကိုသိရသိကြောင်းအလုတ်ကိုလုတ်ဖြစ်တယ်ဆိုရင်ဒါအလွန်အရေးပါတဲ့အလုတ်ကိုလုတ်မိပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့မြတ်စွာဘုရားကသစ္စာကိုမသိသေးဘူးဆိုတော့အဲ့ဒီလိုအနေထားမှာပဲရှိမယ်တဲ့သစ္စာလေးပါးကိုတကယ်သိပြီဆိုရင်တော့မြေကြီးထဲမှာ၈တောင်လောက်ဝင်အောင်တူးပြီးတော့စိုက်ထားတဲ့နော်မြေပေါ်မှာ၈တောင်လောက်ပေါ်နေတဲ့တကားတိုင်ကြီးတစ်ခုရှေးတုန်းကတော့ဒီလိုပဲလုပ်ကြရတာပေါ့ဟုတ်လားအဲ့ဒီတကားတိုင်ကြီးဟာတဲ့အရက်လေးမျက်နှာကလာတဲ့လေတို့ကြောင့်လှုပ်တယ်ဆိုတာမရှိဘူးဘာလို့ဆိုမြေဝင်အလွန်နဲ့နေတယ်သူ့မှာတုံလှုပ်เสียအကြောင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားကသစ္စာလေးပါးကိုသိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတကားတိုင်ကြီးနဲ့တူတယ်ဆိုပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ဒီဥပမာကတန်ရုပ်ပါဠိတော်မှာလည်းလာတယ်ပိဿပေါင်းသူတော်ကောင်းတို့ရွတ်ဆိုနေကြယတနာတုတ်ထဲမှာလည်းမပါဘူးလားယထိနာခိလောပထဝိတ္တိတောတိယစတုပိဝါတေဟိအတံပကံပိယောဟုတ်လားတကားတိုင်ကြီးဟာရက်လေးမျက်နှာကလာတဲ့လေတို့ကြောင့်တုံလှုပ်တယ်ဆိုတာမရှိသလိုသစ္စာလေးပါးကိုသိပြီဆိုလို့ရှိရင်ဘာမှတုံလှုပ်မှုမရှိဘူးဘလောက်မြတ်နိုးစရာကောင်းတဲ့ဘလောက်လိုချင်စရာကောင်းတဲ့ကြီးကျယ်တဲ့ကောင်းမှုလေဒါကြောင့်မြတ်စွာဘုရားကမင်္ဂလာရှိတယ်လို့ပြောတာဟုတ်ရဲ့လားဒါကြောင့်သစ္စာလေးပါးကိုသိအောင်ကြိုးစားအထောက်ဖို့မလိုဘူးလားဒီနေ့မှာဦးဇင်းတို့သစ္စာလေးပါးကိုသိအောင်ကြိုးစားအထောက်တဲ့နေရာမှာအထုတ်ခြင်းစိတ်ပေါက်အောင်လည်းပဲစဉ်းစားတတ်ဖို့ဒေသနာတော်တွေကိုဘဟုတုတအနေနဲ့နားလည်ထားဖို့တော့လိုမယ်ဗျဥပမာအဖြစ်သစ္စာလေးပါးကိုသိရင်ဘလို့သစ္စာလေးပါးကိုမသိရင်တော့အပြစ်တွေဘလို့ရှိတယ်ဆိုတာကို
သိမယ်ဆိုရင်ဒါတော်တော်ကောင်းမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားကိစ္စကုတ်တောင်ပေါ်မှာယဟန်တန်ကခြံရံပြီးတော့ဇင်းညံသဘောမျိုးအနေနဲ့အညောင်းပြေအညာပြေကြွားတယ်ပေါ့အဲ့ဒါလိုကြွားရင်းနဲ့ဦးဇင်းတို့တနေရာရောက်တော့အလွန်တရာနဲ့ရှိုင်းတဲ့ကြောက်ကဘာတစ်ခုကိုတွေ့တယ်တဲ့အောက်ကငုံကြည့်တယ်ဘာမှကိုမမြင်ရဘူးမှောင်နေမဲမဲဖြစ်နေတယ်အဲ့ဒီမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားဒီလောက်နဲ့ရှိုင်းတဲ့ကြောက်စရာကောင်းတဲ့ကြောက်ကဘာပြတ်ဆိုတာတိပြင်မြန်ရှိမလားတိပြင်နေရာမြန်ရှိမလားအဲ့တော့မြတ်စွာဘုရားကဓာတ်ထက်ကြောက်စရာကောင်းတဲ့ကြောက်ကဘာပြတ်ရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့သစ္စာ၄ပါးကိုမသိရတဲ့အနေထားဟာဓာတ်ထက်ကြီးကျယ်တဲ့ဓာတ်ထက်ကြောက်မဲ့ဖွယ်ကောင်းတဲ့ကြောက်ကဘာဖြစ်တယ်တဲ့လူတွေဟာသစ္စာ၄ပါးကိုမသိလို့တတ္တဝါတွေကသစ္စာ၄ပါးကိုမသိလို့တဖန်ဇာတိဖြစ်ကြောင်းသင်္ခါရတရားတွေပြုရတာမှာအလွန်မွေ့လျော်ကြတယ်တဲ့လူတွေဟုတ်လားတဖန်မွေးဖွားခြင်းဆိုတာဖြစ်လာရင်ပူမင်းခြင်းနာကျင်ခြင်းသိဆုံးခြင်းစိုးရိမ်ခြင်းပူဆွေးခြင်းကိုကြွေးခြင်းဟုတ်လားပြင်းစွာပင်ပန်းခြင်းဆိုတဲ့တရားတွေလည်းဇက်တိုက်ဖြစ်မလာဘူးလားဖြစ်လာမယ်အဲ့ဒါလို့ဒုက္ခဖြစ်ကြောင်းသင်္ခါရအမှုတွေမှာပျော်မွေ့တဲ့အတွက်ကြောင့်တတ္တဝါတွေဟာသစ္စာ၄ပါးကိုမသိလို့အဲ့ဒီသင်္ခါရတွေမှာပျော်ကြတာပေါ့နော်ဆိုလိုတာကဒီဘဝတန်တရားကြီးဟာဒုက္ခပဲဆိုတာကိုမသိလို့ဒီဒုက္ခတွေဖြစ်ရဖြစ်ကြောင်းအလုပ်တွေကိုလုပ်တဲ့နေရာမှာအလွန်စိတ်ဝင်စားတဲ့အလွန်ပျော်မွေ့တယ်ဟုတ်လားဒါကြောင့်မို့လို့ဘာဖြစ်တုံဆိုတော့ဒါတွေကိုသူတို့အလွန်လုပ်တယ်ပေါ့ဒီသင်္ခါရတရားတွေကိုလုပ်တဲ့အတွက်ကြောင့်ဘာဖြစ်တုံဆိုတော့ဒီဘဝသင်္ခါရနော်ဘဝတစ်ဖန်ဖြစ်ခြင်းဆိုတာတွေဖြစ်လာတယ်ဘဝတစ်ဖန်ဖြစ်ပြီးဆိုရင်တော့အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေအကုန်လုံးဟာကိုရင်ဆိုင်ရတော့မှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တာမန္တကပရဝိုက်ကရှင်သာရိပုတ္တရာကိုမေးတာလေဦးဇင်းမကြပြောဖြစ်တယ်သဘောကျလုံးတော့ပါရှင်ဗျာတဲ့ဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာဘာလဲဟုတ်လားအဲ့လိုရှင်သာရိပုတ္တရာကဘယ်လိုဖြေတော့ဘဝတစ်တဖန်ဖြစ်ရခြင်းဒီဒုက္ခဘဝတစ်တဖန်မဖြစ်ရခြင်းဒီဒုက္ခတဲ့အဲ့လိုဖြေတယ်ဘဝတစ်တဖန်ဖြစ်ရလို့ရှိရင်တေချာပေါက်ပူရာအေးတာကိုကြုံရတဲ့ဒုက္ခရှိလိမ့်မယ်ဟုတ်လားဆာလောင်မှုတ်သိတဲ့ဒုက္ခတေချာပေါက်ရှိမယ်ကျင်ကြီးကျင်ငယ်ဆွံ့ရတဲ့ဒုက္ခတေချာပေါက်ရှိမယ်နော်မီးနဲ့ထိမိတာမျိုးလက်နက်တွေနဲ့ထိခိုက်မိတာမျိုးဒီဒုက္ခတေချာပေါက်ရှိလိမ့်မယ်ဆွေမျိုးသားချင်းမိတ်ဆွေအပေါင်းအသင်းတွေကဝင်ရောက်ပြီးတော့ကိုယ့်ဘဝထဲကိုချုပ်ချယ်လာတဲ့ဒုက္ခကိုတေချာပေါက်ရင်ဆိုင်ရလိမ့်မယ်တဲ့နောက်ဆုံးဟာလေးကိုဦးဇင်းကစိတ်ဝင်စားတယ်လို့လည်းပြောနေကြပဲဟုတ်လားလူရလို့ဖြစ်လာရင်ဘဝရလို့ရလာရင်ဗါတဲ့တော့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတို့ကကိုယ့်ဘဝထဲကိုဝင်ရောက်ချုပ်ချယ်တဲ့ဒုက္ခကိုလည်းတေချာပေါက်ခံရလိမ့်မယ်ဒါကသူတို့ကြည့်လဲအပြစ်မတင်ပါနဲ့ကိုယ်ကလည်းချုပ်ချယ်တာပါပဲသူတို့ဘဝထဲဝင်ပြီးတော့ဟုတ်လားအေးအချင်းချင်းကြောင့်တယောက်တည်းတယောက်ကိုရစ်ပတ်နှောင်ဖွဲ့သည်ဖြစ်ဖြစ်ဆင်းရဲရ၏ပင်ပန်းရ၏လို့မြတ်စွာဘုရားဟောထားတာလည်းရှိတယ်ဟုတ်လားကြင်ထားပါတော့အဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးကိုသာမသိဘူးဆိုလို့ရှိရင်ဟုတ်လားဘဝတဖန်ဖြစ်ခြင်းသင်္ခါရတရားတွေမှာပျော်မွေ့ပြီးတော့သင်္ခါရတွေကိုပြုတ်ပြီးတော့အမျိုးမျိုးသောဇာတိအစရှိတဲ့ဒုက္ခကြောက်ကဘာပြတ်တွေကိုကြကြပြီးတော့စောစောတုန်းကပြောခဲ့တဲ့ကြောက်ကဘာပြတ်တဲ့ကြောက်မဖွယ်ရာကောင်းတဲ့ကြောက်ကဘာပြတ်သည်သစ္စာ၄ပါးကိုမသိခြင်းပဲဆိုပြီးတော့အဲ့ဒါဟောထားတာလည်းရှိတယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့သစ္စာ၄ပါးကိုသိဖို့အလွန်မှအရေးကြီးတယ်လို့သာသနာနဲ့ကြုံတွေ့ရတဲ့လူဘဝကိုရတဲ့အခိုက်အတန့်မှာဒါဟာအရေးကြီးဆုံးတရားတစ်ခုအနေနဲ့နားလည်ထားဖို့လိုတာပေါ့နော်သစ္စာ၄ပါးသိဖို့ဘလောက်ထိမြတ်စွာဘုရားကသစ္စာ၄ပါးကိုသိစေခြင်းတယ်လေတတ္တဝါတွေကိုသစ္စာသိသွားရင်ဒုက္ခငြိမ်းမှာကိုဟုတ်လားသစ္စာ၄ပါးကိုဘလောက်ထိသိသွားစေခြင်းတယ်လေနော်မနက်ခင်းမှာလှန်အချက်ပေါင်း100ထိုးခံရလို့နေ့လယ်ခင်းမှာလှန်အချက်ပေါင်း100ထိုးခံရလို့ညနေခင်းမှာလှန်အချက်ပေါင်း100ထိုးခံရလို့တရက်မှာလှန်အချက်300အဲ့ဒီပုဂ္ဂိုလ်ကနှစ်ပေါင်း100အသက်ရှိမယ်ဆိုကြပါစို့အဲ့တော့ဆိုလိုတာကနှစ်ပေါင်း100လောက်နေ့စဉ်လှန်အချက်300အထိုးခံရလို့သင်ဟာအထိုးခံမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးကိုသိမယ်လို့တစုံတစ်ယောက်ကလာပြောလာမယ်ဆိုရင်အဲ့ဒါပျော်ပျော်ကြီးချမ်းချမ်းသာသာကြီးနော်သစ္စာ၄ပါးကိုသိဖို့ဆိုရင်အဲ့ဒီလှန်ကိုအထိုးခံမှာလို့မြတ်စွာဘုရားအမိန့်ရှိထားတာရှိတယ်ဟုတ်လားဘာကြောင့်လဲဆိုတော့ဒါဟာတန်နေဆိုတဲ့အဓိပ္ပာယ်ပါပဲဟုတ်လားသစ္စာ၄ပါးကိုသိရသစ္စာ၄ပါးကိုသာသိရမယ်ဆိုရင်တော့နှစ်ပေါင်း100တရက်ကိုလှန်အချက်300အထိုးခံရတာဟာတန်နေဆိုတဲ့အဓိပ္ပာယ်ပါပဲဘာကြောင့်လဲဆိုတော့သစ္စာ၄ပါးကိုမသိလို့ရှိရင်နောက်ထပ်လာလတန်သောဘဝတွေမှာအပေါက်စိန်နဲ့ပေါက်ခံရလို့တည်ရတဲ့ဘဝဟုတ်လားခေါင်းဖြတ်ခံရလို့တည်ရတဲ့ဘဝရင်ဘတ်ထိုးပေါက်ခံရပြီးတော့တည်ရတဲ့ဘဝဒါတွေဟာရေတွက်လို့မရနိုင်ဘူးဆိုမြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်သစ္စာ၄ပါးကိုသိဖို့အတွက်ဆိုရင်ဘာမှမတန်တဲ့အလုပ်မရှိဘူးဒါကြောင့်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဆိုတဲ့အလုပ်က
အလုံးနဲ့နှိုင်းစာမယ်ဆိုရင်ဘယ်အလုံးမှအဲ့ဒီအလုံးနဲ့လဲဖို့အတွက်မထိုက်တန်တဲ့အလုံးဆိုတာမရှိဘူးနော်ဒါကြောင့်ပိဿပေါင်းသူတော်တို့သစ္စာလေးပါးကိုသိဖို့မြတ်စွာဘုရားကတော့အဲ့လောက်ထိလိုလားတော်မူတယ်ပေါ့နော်ခေါင်းမှာလောင်တဲ့မီးကိုငြိမ်းတယ်လို့မျိုးဟုတ်လားဝတ်ထားတဲ့ဝက်ကိုလောင်တဲ့မီးကိုငြိမ်းတယ်လို့မျိုးသစ္စာလေးပါးကိုသိဖို့အတွက်အဲ့ဒီလောက်လုံလဝရိယနဲ့ကြိုးစားအထောက်ရမယ်လို့လည်းပဲမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့ဦးဇင်းတို့သစ္စာနဲ့ပတ်သက်ပြီးတော့ခေါင်းထဲမှာပေါ်လာတာတွေကိုပြောမယ်ဆိုရင်တရားကအများကြီးရှည်လျားသွားမယ်နော်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီမင်္ဂလာတရားအနေနဲ့ကြည်ပြန်တော့လည်းပဲအမြင့်မြတ်ဆုံးအထူးကဲဆုံးမင်္ဂလာအနေနဲ့ဟောထားပြန်တယ်ဟုတ်လားအရိယာသစ္စာနာဒတနာသစ္စာလေးပါးကိုသိရခြင်းသည်မင်္ဂလာမှအမြင့်မြတ်ဆုံးမင်္ဂလာဖြစ်တယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့မင်္ဂလာဘယ်နှပါးရှိသွားပြီတော့၃ပါးရှိသွားပြီနောက်၄ခုမြောက်ကပါတော့နိဗ္ဗာန်သစ္စိကိရိယာနော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအရိယသစ္စာနာဒတနာသစ္စာလေးပါးကိုသိရင်လည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာပါပဲဘယ်နဲ့ကြောင့်အခုအရိယသစ္စာနာဒတနာပြီးတော့နိဗ္ဗာန်သစ္စိကိရိယာကိုထပ်ပြီးတော့ဟောရပြန်တယ်လေစဉ်းစားတယ်မရှိဘူးလားရှိတယ်နော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအရိယသစ္စာနာဒတနာအရာသစ္စာလေးပါးကိုသိတယ်ဆိုတဲ့နေရာမှာမဉ္ဇဉ်လေးပါးနဲ့သိတာကိုရည်ရွယ်ပြီးတော့နားလည်ရမယ်ဟုတ်လားနိဗ္ဗာန်သစ္စိကိရိယာအရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတယ်ဆိုတဲ့ဒီနောက်မင်္ဂလာအရာကဘာကိုယူရမှာတော့ဆိုတော့ဖူဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတာကိုယူရမယ်လို့ဆိုကြီးကအဲ့ဒီလိုယူရင်အလွန်တင့်တော်တယ်ဆိုတော့ရှင်းပြထားတာရှိတယ်ဟုတ်ကြလားအေးအဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့သောတော်ကသစ္စာလေးပါးကိုသိတာကအရိယာမဉ္ဇဉ်နဲ့သိတဲ့အပိုင်းကိုပြောတာဟုတ်လားအရိယာမဉ္ဇဉ်ဆိုတာကိုရမယ်ဆိုလို့ရှိရင်ဖူဉဏ်ဆိုတာကာလမခြားပဲနဲ့မဖြစ်ဘူးလားဖြစ်တယ်နော်တရားကုံတော်6ပါးထဲမှာအကာလီကောဆိုတဲ့စကားလုံးလေးမပါဘူးလားဒီအဲ့ဒီအကာလိကဆိုတာဘာတော့အခါမလင့်အကျိုးပေးတယ်အခါမလင့်အကျိုးပေးတယ်ဆိုတာကဒီမဉ္ဇဉ်ကိုမုတ်ချအဖြစ်ပြောတာကျန်တဲ့ကုသိုလ်ကျန်တဲ့တရားဓမ္မတွေကအခုလို့တော်ကြမှာချမ်းသာတာမျိုးသူရှိနိုင်တယ်ပေါ့ညာထဲမှာကာလချားနိုင်တယ်ပေါ့ဆိုကြပါစို့ဒါနကောင်းမှုပြုတယ်ဒီဘဝတည်တယ်နောက်ဘဝကျမှနတ်ဖြစ်တယ်ဒါကာလချားတယ်ပေါ့ဟုတ်လားအခုမဉ္ဇဉ်ကြောင့်ဖြစ်ပေါ်တဲ့အကျိုးကျေးဇူးကကာလမချားဘူးအကာလိကကာလမချားဘူးအခုမဉ္ဇဉ်ပြီးတာနဲ့တောင်းလျှောက်ဖို့ညာဟုတ်ရလားဒါကြောင့်မက်ပုဂ္ဂိုလ်ကိုတတ်လို့မရဘူးလို့ဆိုတယ်ဟုတ်လားသူကဖို့ဉဏ်ကိုမဖြစ်ရဘဲနဲ့သူမသိဘူးအလွန်လက်လျင်မြန်တဲ့စိတ်တစ်ခဏတစ်ချက်ပါပဲဟုတ်တယ်မဟုတ်လားမဉ္ဇဉ်တင်ဉဏ်ကိုအဲ့လောက်ပဲကြာမယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မဉ္ဇဉ်ရပြီးရင်သိကြပါဦးဖို့ဉဏ်ဆိုတာရပဲအဲ့ဒီဖို့ဉဏ်ကတော့ကြိမ်ဖန်များစွာဖြစ်အောင်လုပ်လို့ရတယ်မဉ္ဇဉ်ဆိုတာကတော့တတန်တရားလုံးမှာမဉ္ဇဉ်တစ်မျိုးစီတစ်ချိန်ပဲဖြစ်ခွင့်ရှိတယ်သူကထိုးထွင်းပြီးတော့တိလိုက်တဲ့ကိစ္စပြီးသွားပြီဒါပဲဟုတ်တယ်မဟုတ်လားဖို့ဉဏ်ကြတော့အဲ့လိုမဟုတ်ဟုတ်လားအဲ့ဒီမဉ္ဇဉ်နဲ့မျက်မှောက်ပြုထားတဲ့နိဗ္ဗာန်ကိုဖို့ဉဏ်ဖြင့်ကြိမ်ဖန်များစွာပြန်ပြီးတော့မျက်မှောက်ပြုလို့ရတယ်သိနေလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဟုတ်ရလားဒါကဥစဉ်ကလုံငရီနားလည်အောင်ပြောတာပါဒါကြောင့်ဥစဉ်တို့ဒီအရိယာပုဂ္ဂိုလ်တွေဟာဒီဖလားတမပဝင်စားတယ်ဆိုတဲ့အသုံးအနှုန်းပိဿတို့ကြားဖို့ပါလေဟုတ်လားအဲ့ဒါဘာလို့ဆိုတော့ဖို့ဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုသူတို့မျက်မှောက်ပြုကြတာပါပဲဖို့ဉဏ်တွေကတော့ကြိမ်ဖန်များစွာဖြစ်နိုင်တယ်အဲ့ဒါလို့ဖို့ဉဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဖြစ်ဟာလည်းပဲအလွန်တရာမှကြီးကျယ်တဲ့မင်္ဂလာဟုတ်ရလားဘဝဆိုတာတကယ်တမ်းကတော့ဝင်တော့ဝင်ဖို့ပဲဝင်တော့ဝင်ဖို့ဆိုရင်တော့ရှော့ချနိုင်လေကောင်းလေပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဦးဇင်းတို့မင်းကုန်းစောကြီးကဥမာလေးနဲ့ပြောတယ်ဆိုကြပါစို့သောတပတ္တိမဉ္ဇဉ်ကိုရတယ်ဆိုရင်သောတပတ္တိဖို့ဉဏ်ကိုရမယ်ပေါ့အဲ့ဒီသောတာပန်ပုဂ္ဂိုလ်အတွက်ကတော့ဒီဘဝကြီးတစ်ခုလုံးရဲ့ဝင်တော့ဝင်ဖို့၄ပုံတစ်ပုံသူရှော့ချထားနိုင်ပြီပေါ့ဟုတ်လားသရဂံဆိုရင်တော့ဒါတဝက်ပေါ့ဟုတ်လားအနာဂံဆိုရင်တော့၄ပုံပုံ၃ပုံရှော့ချထားနိုင်ပြီပေါ့ဒါကြောင့်အနာဂံပုဂ္ဂိုလ်တွေဟာဇံရမယ်ဆိုလို့ရှိရင်သူကနိရောဓသမပတ်ဝင်စားတာရှိတယ်နိရောဓသမပတ်ဝင်စားတယ်ဆိုတာပိဿတို့ကြားဖို့မှာပါဟုတ်လားသူက9ရက်လောက်ထိတော့မစားမတော့ကျင်ကြီးကျင်ငယ်မစွန့်မဲနဲ့နိဗ္ဗာန်ချမ်းသာကိုသူခံစားနိုင်တယ်လို့ဆိုတယ်ဒါဝင်ကိုလျှော့ပြီးတော့ဒီရုပ်တည်နံတွေဟာဆင်းရဲတယ်ဒါတွေကိုအာယုံပြုတ်ပြီးတော့နေရတာဒုက္ခရောက်တယ်လို့သူတို့သိလို့ပေါ့ဟုတ်လားဒါကဥစဉ်ကတာမန်နာလေတဲ့ဉာဏ်လေးနဲ့ဟုတ်လားစာရပေရပြောတာပါနော်တခါကြီးဒီမိုင်းများဟုတ်ရလားအေးတကယ်လို့သာအရဟတမေဉာဏ်အရဟတဖို့ဉာဏ်ကိုရမယ်ဆိုရင်တော့ဝင်တို့ဝင်ဖို့တွေအကုန်လုံးလျှော့ချနိုင်ပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်ရလားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဖို့ဉာဏ်ဆိုတာကနော်
ဒီအသက်ထင်ရှားရှိစဉ်အခါမှာပဲနိဗ္ဗာန်ချမ်းသာကိုဒီဘုံဉာဏ်နဲ့မျက်မှောက်ပြုလို့ရတာအဲ့ဒါတော့ဒီလောက်ထိအာမခံချက်ရှိတဲ့ခိုင်ခိုင်မာမာရေးရရရှိတဲ့အဆုံးအမသာသနာနဲ့တွေ့နေတဲ့ခိုက်တံမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကတကယ်တမ်းကတော့ဒီတရားထုတရားမြတ်ရာရေးကိုရှေ့ရှုပြီးတော့ကြိုးစားအထောက်မှုကတော့ရှိတဲ့နာပေါ့ဟုတ်တယ်မဟုတ်လားဒီလောက်ထိရှေ့တုန်းကအရိယာသူတော်ကောင်းကြီးတွေကလက်တွေ့ပြောမထားဘူးလားပြောထားတယ်ဒီတိုင်းကျင့်သွားလို့ရှိရင်ဒီလိုအောင်မြင်မှုရမယ်ဒီလိုအောင်မြင်မှုရရင်ဒီလိုချမ်းသာမှုဒီလိုအကျိုးကျေးဇူးပြည့်စုံမှုရှိတယ်ဆိုတာကိုသူတို့ပြောမသွားဘူးလားပြောသွားတယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရှေ့မှာစိတ်ချရတဲ့တေချာတဲ့ရည်ရတဲ့ဒီလမ်းကိုရှောက်သွားကြတဲ့ပုံကိုယ်တွေအများကြီးရှိတာကိုကနောက်ကနေစိတ်ချလက်ချနော်မလျှော့တဲ့ဇွဲလုံးလန်းနဲ့လိုက်ပြီးတော့ရှောက်လန်းနိုင်မှုမလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒီမင်္ဂလာတရားတွေနဲ့ပြည့်ဖို့ဆိုတာကနော်နေရတံတိတိလမာရဘနေရတံအပိနာธรรမတာတဲ့နော်နည်းနည်းလေးတော့လုံလဝရိယနဲ့သေးသေးလေးတော့အစွမ်းတတ္တိနဲ့တော့ရမှာမဟုတ်ဘူးလို့ပြောထားတာရှိတယ်ဟုတ်လားဒီနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့အရိယာမဉ္ဇဉ်တွေကိုရဖို့ဆိုတာကတုံယုံတန်ယုံလုံလဝရိယဇွဲတတ္တိနဲ့တော့မရဘူးပေါ့ဟုတ်လားဒါတွေရဲ့အကျိုးအာနိသင်ကိုမြင်ပြီးတော့တကယ့်ကိုဇွဲနှပဲနဲ့ဆန္ဒပြင်းပြင်းထန်ထန်နဲ့ဝရိယပြင်းပြင်းထန်ထန်နဲ့တကယ်ကျင့်သုံးမှသာလေတကယ်ရရှိနိုင်တယ်ပေါ့ဟုတ်ရလားဒါကြောင့်ဝရိယရှိဖို့ကတော့မလိုဘူးလားလိုပဲဒါလေးကိုဦးဇင်းတို့ဏိကုံးချုပ်ပြောခြင်းပါတယ်နော်ဒီလောက်အကျိုးကျေးဇူးများတဲ့ဒီလောက်ချမ်းသာတဲ့ဒီလောက်မြတ်စွာဘုရားချီးကျူးထားတဲ့ချမ်းသာကိုရဖို့အတွက်တရားဓမ္မတို့ဦးဇင်းတို့ဒီတရားဝရိယတရားစိုက်တဲ့တယ်ဆိုတဲ့အချက်ပေါ့ဟုတ်လားမြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကတော်ရကျင့်သုံးပြီးတော်ရဆောက်တည်ပြီးတော့နော်တရားဓမ္မကိုကျင့်သုံးတယ်လို့ဆိုတယ်အဲ့ဒါလို့ကျင့်သုံးရင်းနဲ့တဝါလာကျွတ်သွားတယ်တရားတို့တရားမြတ်ရာရေးကိစ္စကအရေးအယောင်မှသူ့စိတ်ထဲမှာမထင်ဘူးပေါ့အဲ့ဒါနဲ့သူဟာဇွဲလုံးလာကိုလျှော့တယ်လို့ဆိုတယ်ငါဒီဘဝမဉ္ဇဉ်ဘုံဉဏ်ကိုရမဲ့ပုဂ္ဂိုလ်ဟုတ်ဟာမတူပါဘူးဆိုပြီးတော့အဲ့ဒီလိုနဲ့သူလုံလဝရိယလျှော့ပြီးတော့ကျောင်းတော်ကိုပြန်ရောက်လာတော့သူ့ရဲ့အကြောင်းတွေကိုမြတ်စွာဘုရားကကြားတယ်ပေါ့ကြားတဲ့အခါကျတော့ယဟန်တော်တွေကိုတဆင့်ခေါ်ခိုင်းပြီးတော့မြတ်စွာဘုရားရှေ့တော်မှာရောက်တော့မြတ်စွာဘုရားကယဟန်သင်ဟာလုံလဝရိယကိုလျှော့လာတယ်ဆိုတာဟုတ်သလားမှန်လားပါဗျာတပည့်တော်လုံလဝရိယလျှော့ခဲ့ပါတယ်ဗျာအဲ့တော့မြတ်စွာဘုရားကဘာအမင်းရှိတုံးဆိုတော့ငါဘုရားရဲ့သာသနာတော်များသာသနာတော်မှာနာမည်ကောင်းအသီးသီးယူနေကြတဲ့လူတွေကြားထဲမှာသင်ကဘယ်နဲ့ကြောင့်လုံလဝရိယကိုလျှော့ပြီးတော့ပြင်းရည်တော်သူဆိုတဲ့နာမည်ကိုယူရတယ်လေတဲ့ဟုတ်လားမြတ်စွာဘုရားရဲ့သာသနာမှာမြတ်စွာဘုရားလက်ထက်ကနာမည်ကောင်းစစ်မှန်တဲ့နာမည်ကောင်းတွေကိုယူကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့ဟုတ်လားပြင်းထန်တဲ့လုံလဝရိယရှိတဲ့သူဟုတ်လားတီးခံနိုင်တဲ့သူလောဘဒေါသနေတဲ့သူဟုတ်လားဒီလိုနာမည်တွေဆိုရင်ဒါအလွန်ကောင်းတယ်လို့မဆိုနိုင်ဘူးလားစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူဟုတ်လားဒီလိုနာမည်တွေကတော့တော်တော်ကိုမြင့်မြတ်တယ်လို့ဆိုရမှာပေါ့ဟုတ်လားနာမည်ဆိုတာကပိဿပေါင်းတော်တော်တို့သူများကမှဲ့တဲ့နာမည်ရှိတယ်ကိုယ့်ဟာကိုယ်မှဲ့တဲ့နာမည်ရှိတယ်ဟုတ်လားသူများကမှဲ့တဲ့နာမည်ကတော့ဒါတရားဝင်သူများကလည်းခေါ်နေကြတယ်ပေါ့ဒီဟုတ်လားဒီနာမည်ကတော့သိပြီးတော့ရှင်းစရာမလိုကိုယ်တိုင်မှဲ့ထားတဲ့နာမည်သူများကကိုယ်ကိုယ်ရမှာတိတ်တခုခေါ်တဲ့နာမည်တွေဆိုတာလေလူတွေမှာအသီးသီးရှိတယ်လို့အရင်ထင်တယ်ဟုတ်တယ်မဟုတ်လားမာနကြီးတဲ့လူဆိုရင်ကိုယ်ရမှာလူတွေကဘယ်လိုပြောလို့မလီတလောကလုံးသူ့လှုပ်ရှားစားနေအလွန်မာနကြီးတဲ့လူဟုတ်နာမည်မတက်ဘူးလားနာမည်တက်ခံရတယ်နော်အဲ့ဒါလိုပဲလောဘကြီးတယ်ဆိုရင်အလွန်လောဘကြီးတဲ့သူအလွန်အတ္တကြီးတဲ့သူအလွန်ဒေါသကြီးတဲ့သူကိုချင်းမစားတဲ့သူဒီလိုနာမည်မျိုးတွေကြာရင်တော့မကောင်းဘူးပေါ့ဟုတ်လားအခုမြတ်စွာဘုရားကဒီယဟန်ကိုဘယ်လိုပြောတော့ငါရဲ့သာသနာတော်မှာနာမည်ကောင်းအသီးသီးယူနေကြတဲ့ပုဂ္ဂိုလ်တွေကြားထဲမှာသင်္ကဘယ်နဲ့ကြောင့်ပြင်းရည်သူဆိုတဲ့နာမည်ဆိုးကိုယူရတယ်တဲ့အဲ့ဒါလိုလေးပြောပြီးတော့မြတ်စွာဘုရားကအိုးအရင်တုန်းကသင်ဟာလုံလဝရိယအလွန်ကောင်းတယ်တဲ့အဲ့ဒီတုန်းကသင်ရဲ့လုံလဝရိယကိုအမိပြုပြီးတော့များစွာသောလူတွေတောင်ချမ်းသာဘူးတဲ့ဘယ်နဲ့ကြောင့်အခုမှလုံလဝရိယကိုသင်လျှော့ရတယ်လေအဲ့ဒီမှာယဟန်တော်တွေကဒီယဟန်ကဘယ်တုန်းကလုံလဝရိယကောင်းတာတော့အဲ့ဒီအကြောင်းကိုဟောပါဆိုတော့မှမြတ်စွာဘုရားကဥရှင်တို့ဝိနုပဋ္ဌဇတ်ဆိုပြီးတော့950မှာဇတ်တော်တစ်ခုရှိတယ်အဲ့ဒီဇတ်တော်လေးကိုဟောတယ်အဲ့ဒီဇတ်တော်ထဲမှာဥရှင်တို့ဘုရားလောင်းကကုံတယ်များစွာကိုခေါင်းဆောင်ပြီးတော့ကုံကူးသွားတဲ့သွားလေးသွားထရှိတဲ့နောက်ကုံတယ်မှုကြီးဖြစ်တယ်ပေါ့လှဲမှုကြီးဖြစ်တယ်ပေါ့နော်အဲ့ဒါဥရှင်တို့တနေ့တော့လှဲ900လောက်ကိုခေါင်းဆောင်ပြီးတော့ဘုရားလောင်းကကုံကူးထွက်တယ်အဲ့ဒါလိုသွားတဲ့အခါမှာသူတို့ခေတ်သူတို့အခါကရှေ့ကနေပြီးရှေ့ဆုံးလှဲကနေပြီးတော့နက္ခတ္တရာတွေကိုကြည့်တဲ့လူဆိုတာကိုသူတို့ငှားသွားရတယ်သူတို့ကကန္တာယသဲကန္တာယမျိုးလူဟာမျိုးကိုဖြတ်ပြီးဆိုလို့ရှိရင်နေ့ကိုလှဲမောင်းလို့မရညပဲမောင်းရတယ်အဲ့တော့ညမောင်းပြီဆိုရင်သူကဒီနက္ခတ်ကျယ်တွေကိုကြည့်ရတယ်ပေါ့
ကျေတွေကတကယ်ကြည့်ရမယ်ဆိုရင်အရက်ဒေတာကိုအကုန်လုံးသိနိုင်တယ်ဆိုကြပါစို့ခုနှစ်စင်ကျေလူဟာမျိုးကိုကြည့်နိုင်မယ်ဆိုရင်ဒူဝင်ကျေဆိုတာကိုမြင်နိုင်တယ်အဲ့ဒါမြောက်ရက်ဆိုရင်ဒါမြောက်ရက်ဆိုတာသိရင်ကျန်တာတွေအကုန်လုံးကိုဟာသိနိုင်တာပဲဟုတ်တယ်မဟုတ်လားအဲ့တော့နက္ခတ္တရာကိုတကယ်ကျွမ်းကျင်တဲ့လူတွေဟာဘယ်အချိန်ရောက်နေပြီဒါဟာဘယ်အရက်ကိုဥတည်ပြီးတော့သွားနေတာသူတို့အကုန်သိတယ်ညမှာဟုတ်လားအဲ့ဒီလိုလူမျိုးကိုငှားပြီးတော့သွားရတာအဲ့ဒါတနေ့တော့ကန္နာယာကြီးတဲကန္နာယာကြီးကိုဖြတ်တယ်အဲ့ဒီလိုကောင်းဆောင်ပြီးတော့ပေါ့အဲ့ဒါဦးဇင်းတို့နောက်တစ်ရက်လောက်ကူးလိုက်လို့ရှိရင်ကန္နာယာလွတ်တော့မယ်အဲ့တော့တစ်ရက်စာပဲအစာရည်သားကလည်းရှိတော့တယ်ပေါ့အဲ့ဒီအချိန်မှာညမှာဒီလူကလည်းပဲခေါင်းဆောင်တဲ့လူကလည်းပဲလက်ခတ်ကြည့်တဲ့လူကလည်းပဲညစဉ်ညဆက်အေးရေးပြက်ကများပြီဆိုတော့သူကငိုက်သွားတယ်ငိုက်တော့နွားတွေကရှေ့မသွားဘဲနဲ့လာလန်းပြန်လှည့်သွားတယ်အဲ့ဒါမနဲ့လင်းတော့ကြည့်လိုက်တဲ့ခါတော့ဟိုးအရင်တနေ့ကသူတို့စကဲချခဲ့တဲ့နေရာဖြစ်နေတယ်ဟုတ်လားအဲ့ဒီတော့မှကုံတွေကဒီကန္နာယကလွတ်ဖို့အတွက်သူတို့လမ်းမရှိဘူးသူတို့အတွက်အစာရည်သားမရှိတော့ဘူးဟုတ်လားဒီတနည်းညပြီးရင်ဟိုဘက်လွတ်တော့မှဆိုတော့အစာရည်သားကမရှိတော့ဘူးအဲ့ဒါနဲ့ဘာလို့တော့ဆိုတော့အကုန်လုံးတို့တော့သေပြီအစာရည်သားကငတ်ပြီးတော့သေပြီပေါ့အထူးသဖြင့်ရေပေါ့အဲ့တော့ရေမရှိတော့သေမယ်ဆိုတော့အလုံးစိတ်လျှော့ရတယ်အဲ့ဒီမှာဘုရားလောင်းကတော့ငါလူရှိနေတဲ့ကြားမှာဘာလို့ဒီလူတွေသေရမလဲပေါ့အဲ့တော့ဒုဏဝိရိယကိုမလျှော်ဘူးဘုရားလောင်းကဟုတ်လားအကုန်ရှောက်ပြီးတော့ရှားတယ်ရှောက်ကြည့်တဲ့အခါကျတော့မြက်ပေါက်နေတဲ့နေရာလေးတစ်ခုကိုတွေ့ရတယ်တဲ့ဒါအောက်မှာရေတက်ရှိလို့သာလေမြက်ပေါက်တာဖြစ်ပဲအဲ့ဒီတော့တို့ဟာပြင်းရှိပြီးတော့ပဲသေမလားကြိုးစားအထုတ်ပြီးတော့ပဲသေမလားသေတာချင်းအတူတူကြိုးစားအထုတ်ပြီးတော့သေရတာဟာကိုယ့်အတွက်ကျင့်တတ်မှုရမယ်ဒါကတော့အဆုံးစုံဦးဇင်ကပြောတာပါဟုတ်လားအဲ့ဒါနဲ့အဲ့ဒီနေရာကိုဘုရားကတူခိုင်းတယ်တူခိုင်းတယ်တကယ်လို့ရည်ရရင်အသက်ရှင်မယ်မရဘူးဆိုရင်သေမယ်တကယ်လို့မတူဘူးဆိုရင်ရှင်မယ်ဆိုတာမပါဘူးသေကြပါဦးသေမယ်ဟုတ်တယ်မဟုတ်လားတူးတာကရှင်ခြင်းရှင်မယ်သေခြင်းသေမယ်မတူဘူးဆိုရင်တော့ရှင်မယ်ဆိုတာမပါဘူးသေကြပါဦးသေမယ်အဲ့ဘယ်လမ်းရွေးမလို့တူးတဲ့လမ်းကိုရွေးမှာပေါ့သို့တော့လူတွေဟာတူတူကိုအပြင်းတက်ခံနေပါတဲ့အတွက်ကြောင့်ကြိုးစားအထောက်ရမယ်ဆိုလို့ရှိရင်နည်းနည်းတွန့်နေတဲ့သဘောရှိတယ်ဆိုရပါစို့ဦးရှင်တို့ဇနကမင်းသားကပင်လေထဲမှာကူးတယ်ပေါ့အဲ့မှာမဏိမိခလာနတ်သမီးကတွေ့တော့ဗာပြောတော့ပင်လေကြီးဟာကမ်းမမြင်ဘူးကူးလို့မလွတ်နိုင်ဘူးဆိုတာသင်မသိဘူးလားတဲ့သိတယ်တဲ့ဒါကြီးကူးလို့မလွတ်နိုင်ဘူးဆိုတာသိတယ်ဘုရားလောင်းကလူအတုံးတယောက်မှမဟုတ်ဘဲနဲ့ဟုတ်လားဒါနဲ့ရင်မလွတ်နိုင်တဲ့လမ်းကြီးကိုအလကားကြိုးစားနေတာသင်မိုက်ရမရောက်ဘူးလားလို့ပြောတယ်ဒါစဉ်းစားနေရအလွန်ကောင်းတယ်တခါကြီးထမကြီးများဟုတ်လားအဲ့တော့ဘုရားလောင်းကဘာပြောတော့ဆိုတော့ငါလုံးလဝရိယလျှော့ပြီးတော့မသေးခြင်းဘူးတဲ့အခုငါကူးလိုက်တဲ့အတွက်ကြောင့်ငါမှအကျိုးမရှိဘူးလို့သင်ပြောလို့မရဘူးတဲ့ငါနဲ့အတူတူလာခဲ့တဲ့ကုံတယ်တွေအကုန်လုံးဟာငါးလိမ်ငမန်းသာဖြစ်ပြီးတော့လွန်ခဲ့တဲ့9ရက်လောက်ကစားသူတို့သေကြပြီတဲ့ငါကူးတဲ့အတွက်ကြောင့်ဟောလောလောဆယ်ငါ9ရက်လူဘဝမှာနေရသေးတယ်ဟုတ်လားအခုဟောလူတွေတွေ့နိုင်ခဲ့မြင်နိုင်ခဲ့တဲ့တင့်လိုနတ်သမီးကိုငါတွေ့ရတယ်သင်ကတကယ်လို့စေနာရှိလို့ကဲမယ်ဆိုရင်လည်းငါလွတ်ယုံပဲသင်တကယ်လို့မကယ်ဘူးဆိုရင်လည်းပဲငါမှအရှုံးမရှိတာကတော့အမှန်ပဲကူးတဲ့အတွက်ကြောင့်ငါမှဗာနေနာမှုမှမရှိဘူးလုံလဝရိယရဲ့အကျိုးဆိုတာအဲ့လိုရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်နော်တခါကြီးမှန်ကြီးများဟုတ်ရလားဘုရားလောင်းကဘလို့စဉ်းစားတော့ဒါကိုတူးမယ်တူးလို့ရည်ရရင်ရှင်မယ်မရရင်တော့သေမယ်ပေါ့မတူးဘူးဆိုရင်တော့သေကြပေါက်သေဖို့ပဲရှိတယ်အဲ့တော့တူးကြတယ်ပေါ့အဲ့လိုတူးရင်နဲ့တဖြည်းဖြည်းနဲ့နဲ့သွားတာအတောင်60လောက်သာရောက်ရောရေရဲ့အရေးရောမတွေ့ရအောင်အဲ့ဒါလိုနဲ့စိတ်ပြည့်ပြီးတော့ဆက်ပြီးတော့တူးရင်နဲ့ဘာဖြစ်တုံဆိုတော့ကြောက်ဖြာရေးခံတယ်အဲ့ဒီကြတော့မှတို့တွေကလုံးဝလက်လျှော့သွားကြတယ်တွင်းကြီးအတောင်60ကြီးနဲ့တဲ့တွင်းကြီးဆိုတော့နေတဲ့အနေကြီးမှမဟုတ်ဘဲနဲ့အဲ့တော့ဘုရားလုံးကအကုန်လုံးပြန်တက်သွားကြတော့မဖြစ်ချေဘူးငါတော့ဒီနေရာမြစ်ပေါက်တာအလကားမဟုတ်ဘူးပေါ့အဲ့ဒါနဲ့သူအဲ့ဒီကြောက်ဖြာကြီးကိုကပ်ပြီးတော့နားနဲ့ကပ်ပြီးတော့ထောင်းတော့အောက်မှာရေစီးလံတဲ့တဲ့ကြားရတယ်တဲ့အဲ့ဒီတော့မှဘုရားလုံးကအကုန်လုံးကိုပြန်စီရုံးတယ်ဒီကြောက်ဖြာကြီးကိုပေါ့အောင်ထုကြပါငါကအားမရှိလို့မထုနိုင်ဘူးဘယ်သူမှအဲ့ဒါကိုမလုံးနိုင်ဘူးအကုန်လုံးလုံးလာဝရိယလျှော့တယ်ဒါပေမဲ့အဲ့ဒီတဲကအာကောင်းမောင်းတန်လူလင်တယောက်ကတော့သူထုမယ်ပေါ့အဲ့ဒါနဲ့ဘုရားလောင်းကသူ့ကိုဘာပြောတော့ဆိုတော့အမောင်းနဲ့ငါပါဝင်တင်ပါဝင်ဟောဒီလူတွေအကုန်လုံးရဲ့အသက်ရှင်ရေးဟာတင့်ပေါ်မှာပဲမူတည်နေတယ်ဒါကြောင့်မို့လို့သင်ကြိုးစားလိုက်ပါလုံးဝမလျှော်ပါနဲ့ပေါ့အဲ့ဒါနဲ့ဘုရားလောင်းကအဲ့ဒါလိုပြောတဲ့အခါကျတော့အဲ့ဒီလူကအဲ့ဒီကြောက်ဖြာကိုထုတဲ့အခါကျတော့မလျှော့တဲ့ဇွဲလုံးလားနဲ့ထုတော့ကြောက်ဖြာဟာချက်ပိုင်းကျိုးပြီးတော့အောက်ကိုကျတယ်ပေါ့အဲ့ဒီမှာရေတွေဟာအပေါ်ကိုထောင်တက်လာတယ်အဲ့တော့တို့ပြောကြတော့သူတို့မသေးဘူးပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်ကိုအဲ့ဒီတုန်းကအဲ့ဒီကြောက်ဖြာကြီးကျိုးအောင်ထုတာသူများမဟုတ်တင်မယ်တဲ့မြတ်စွာဘုရားဟ
ဟုတ်လားအဲ့ဒီတုန်းကအဲ့ဒါလောက်ကြိုးစားခဲ့ပြီးကမှအခုအဲ့ဒါထက်တန်ဖိုးရှိတဲ့အရာကိုရှာဖွေတဲ့နေရာမှာလျှော့တာဒါမကောင်းဘူးပေါ့ရေရှာတုန်းကတောင်အဲ့ဒါလောက်ကြီးကြိုးစားခဲ့တာတရားရှာတာဟာအဲ့ဒါတက်ပို့ပြီးတော့ကြိုးစားတဲ့ဆိုတဲ့အဓိပ္ပာယ်ရေနဲ့တရားနဲ့ကဘယ်ဟာကတန်ဖို့ရှိတာတော့တရားကပို့တန်ဖို့ရှိတာပေါ့ရေကရလို့အသက်ရှင်ရင်ဒီတဘွားပြီးရင်တော့တရားမှာပဲလေဟုတ်တယ်မဟုတ်လားတရားတကယ်ရပြီဆိုရင်နောက်အမြဲထာဝရမတရားဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကယဟန်တော်တွေကိုဘာပြောတုံဆိုတော့အကိလာတုနောမပြင်းရှိတဲ့ကုံတွေဟာတဲ့နော်ဝဏပတိဟောဒီတေလန်ကြီးမှာပပံရေကိုအဝိန်တံသူတို့ရတယ်တဲ့မပြင်းကြီးပဲနဲ့ကြိုးစားတဲ့အတွက်ကြောင့်ရေကိုသူတို့ရတယ်တဲ့အေးအဲ့ဒီလိုပဲတဲ့ဝရိယဘလူပပံတော့အာအစွမ်းနဲ့ပြည့်စုံတဲ့အကိလာတုနောမပြင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာနော်ကြိုးစားအထုတ်တဲ့အတွက်ကြောင့်ဟရိယတနှလုံးသားရဲ့တန်တိန်တကက်ငြိမ်းချမ်းခြင်းကိုဝိန်တုံရနိုင်တယ်တဲ့ဒီစကားလေးကိုဦးဇင်ကအလွန်သဘောကျတယ်ဒီကုံတွေဟာမပြင်းရည်ပဲနဲ့တကယ်ကြိုးစားအထုတ်ပြီးတော့တူးဖို့ရှာဖွေတဲ့အတွက်ကြောင့်ဘာကိုရတော့ရေကိုရတယ်ဟုတ်လားရေရတော့အစာပြေတယ်အကုန်လုံးသူတို့အေးချမ်းသွားတယ်အသက်ရှင်ရတယ်ပေါ့အဲ့ဒါလိုပဲဦးဇင်တို့ဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့မပြင်းရည်ပဲနဲ့ဝရိယအားစွမ်းနဲ့ပြည့်စုံပြီးတော့ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဟရိယတတန်တိတ်နဲ့ဒီစကလုံးဒီအသုံးနှုန်းလေးကိုသဘောကျတာပါစိတ်နှလုံးရဲ့ငြိမ်းချမ်းခြင်းကိုဝိန်တုံရနိုင်တယ်ခုဒီကမှတော့ဦးဇင်တို့ဟိုဒီတိုင်းနေတော့တိတ်ပူလာတယ်လို့တော့မထင်ဘူးပေါ့လေဟုတ်လားဒါတိများသောအားဖြင့်တော့ပုထုဇဉ်တွေရဲ့စိတ်နှလုံးဟာပူလောင်နေတာရှုပ်ထွေးနေတာတွေကတော့အနည်းနဲ့အများရှိနေတာအမှားပဲဟုတ်လားအဲ့ဒီရှုပ်ထွေးနေတဲ့ပူလောင်နေတယ်ဆိုတာကလည်းပဲဟိုတာမန်အားဖြင့်တော့တိတ်ပြီးတော့မထင်ရှားဘူးလို့ဆိုနိုင်တယ်ဘလို့အနေထားမျိုးနဲ့နှိုင်းရှင်မှထင်ရှားမှာတော့တရားဓမ္မနဲ့ရှင်လင်းဘူးမှတရားဓမ္မနဲ့အေးချမ်းဘူးမှဒီလိုနေရတဲ့အနေထားတရားဓမ္မမရှိတဲ့အနေထားဟာအလုံးတရားမှရှုပ်ထွေးတယ်ပူလောင်တယ်ဆိုတာပို့ပြီးတော့သိတာထင်ရှားမယ်လို့ထင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ဟောတို့ကိုယ့်ရဲ့စိတ်နှလုံးမှာပူလောင်မှုရှုပ်ထွေးမှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းပဲအမှန်တိုင်းသိဖို့လိုတယ်ဟုတ်လားအဲ့ဒီပူလောင်မှုရှုပ်ထွေးမှုတွေပျောက်ပြီးတော့တကယ်ငြိမ်းအေးခြင်းဆိုတာကိုရကျင်တယ်ဆိုလို့ရှိရင်တဲ့ကန္နာရထဲမှာရေရှာတဲ့လုံလဝရိယမျိုးပေါ့ဟုတ်လားအဲ့ဒီလိုလုံလဝရိယမျိုးနဲ့ကျင့်ကြံကြိုးကိုအားထုတ်ကြဖို့လိုတယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီမင်္ဂလာ၄ပါးကဆက်ဆက်မှုအကြီးအကျယ်ရှိတယ်နော်တပရဲ့ဗြဟ္မာစီယရဲ့သီလသမารိပညာအကျင့်လို့ဆိုကြပါတော့အဲ့ဒါကိုကျင့်ရခြင်းဒီမင်္ဂလာအဲ့ဒါကိုကျင့်ရင်ပါရမှာတော့အရိယသစ္စာနာဒတနာသစ္စာ၄ပါးကိုထွန်းထွန်းသိမယ်သစ္စာ၄ပါးကိုထွန်းထွန်းသိတဲ့မဉ္ဇဏ်ရရင်ဖို့ဉဏ်ရပြီးတော့နိဗ္ဗာန်တသစ္စိကိရိယာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်။ဒါရင်ဆက်ဆက်မှုမရှိဘူးလား။အကြောင်းအကျိုးသဘောလို့ပြောလို့မရဘူးလားဗျာ။ရတယ်နော်။တပ္ပနဲ့ဗြဟ္မာစရိယတကယ်မြင့်မြတ်တဲ့အကျင့်ကိုတကယ်ကျင့်မယ်ဆိုလို့ရှိရင်အရိယသစ္စာနာဒတနာနိဗ္ဗာန်သစ္စိကိရိယာသစ္စာ၄ပါးကိုထွန်းထွန်းသိပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာတပ္ပနဲ့ဗြဟ္မာစရိယဟုတ်လားမြတ်သောအကျင့်လို့အတူချုပ်ပြောကြပါစို့နော်တပ္ပကသီလဗြဟ္မာစရိယကတမာရိပညာဥစဉ်စကားတွေထပ်နေပါပြီဟုတ်လားအဲ့ဒီဥစ္စာတွေကိုတပြိုင်နက်တည်းပါဝင်အောင်ကျင့်သုံးသွားမယ်ဆိုရင်ဘယ်အကျင့်ကိုကျင့်ရမလဲသတိပဋ္ဌာန်တရား၄ပါးကိုကျင့်သုံးရမယ်ဟုတ်လားသတိပဋ္ဌာန်ဘာဝနာကိုပွားများအထောက်ရမယ်သတိပဋ္ဌာန်တရားဆိုတာကကိုယ်ခန္ဓာမှာအကြောင်းအားလျော်စွာဒလဇက်ဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနာမ်တဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံတို့ကိုဖြစ်တိုင်းတတိကိုအကြီးအကဲနေရာမှာထားပြီးတော့နော်သိအောင်မြင်အောင်ကြိုးစားအထောက်တာကိုဒါသတိပဋ္ဌာန်တရားကိုပွားများတယ်လို့ဆိုရတယ်ဟုတ်တယ်မဟုတ်လားရုပ်ကာယတွေဖြစ်တိုင်းသိမယ်ဆိုရင်ကာယ ानु ပါဒနာသတိပဋ္ဌာန်ဟုတ်လားခံစားချက်ဝေဒနာတွေဖြစ်တိုင်းသိမယ်ဆိုရင်ဝေဒနာ ानु ပါဒနာသတိပဋ္ဌာန်စိတ်တွေဖြစ်တိုင်းသိမယ်ဆိုရင်စိတ်ဓာ ानु ပါဒနာသတိပဋ္ဌာန်ဓမ္မသဘာဝတွေဖြစ်တိုင်းသိမယ်ဆိုရင်ဓမ္မ ानु ပါဒနာသတိပဋ္ဌာန်သတိပဋ္ဌာန်တရားဆိုတာကလူငယ်တွေနားလည်အောင်ပြောရရင်ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်တာပဲကိုယ်အကြောင်းကိုသိရတဲ့ဉာဏ်သည်ဒါကိုယ်အတွက်အကြီးမားဆုံးသောချမ်းသာဒုက္ခကိုဖြစ်စေမဲ့တန်ဖိုးအရှိဆုံးဉာဏ်ပညာလို့ပြောရမှာပဲဟုတ်လားဒီမြင်အကြောင်းအရာတွေကိုသိတဲ့ဉာဏ်ပညာကကိုယ့်ကိုချမ်းသာဖို့အတွက်ဒီလောက်ကြီးအထောက်အကူမဖြစ်ဘူးဟုတ်လားကိုယ်အကြောင်းကိုသိရတဲ့ဉာဏ်ပညာကလည်းကိုယ့်ကိုတကယ်ချမ်းသာမှုဖြစ်စေမယ်ကိုယ့်ဘဝရဲ့ပြဿနာတွေကိုကိုယ်တိုင်ရှင်းနိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းတွေးလို့ရပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တော်သတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့ကိုယ့်အကြောင်းကိုသိအောင်ကြိုးစားရမယ်ဟုတ်လားကိုယ့်အကြောင်းကဘာလဲ
ကိုယ်ခန္ဓာရဲ့တဘာဝကဘာလဲဒါလည်းပဲစီစစ်เสียရှိတယ်ပေါ့တကယ်တမ်းကဒကာဓမ္မတို့ဦးဇင်းတို့ဘဝရဲ့တဘာဝကဘာလဲဒီခန္ဓာရဲ့တဘာဝကဘာလဲမမြဲတဲ့သဘောဟာဒီခန္ဓာရဲ့တဘာဝပါပဲဟုတ်တယ်မဟုတ်လားဆင်းရဲတဲ့သဘောဒီနေရာမှာဆင်းရဲတယ်ဆိုတာကမမြဲလို့ကိုအကောင်းမဟုတ်တာကိုရည်ရွယ်ပြီးတော့ပြောတာဘဝမှာဘာတွေပဲဖြစ်ဖြစ်ပြီးစီးသွားတာပဲချုပ်ပြောက်သွားတာပဲကုန်ခန်းသွားတာပဲဆိုတာမထင်ရှားဘူးလားဘယ်ရောက်မှကိုဟာတကယ်တမ်းကတော့တည်တတ်နေအောင်ထိမ့်သိမ့်ထားလို့မရဘူးဘဝဆိုတာဝေဖွားရာကနေတည်ဆုံးခြင်းစီကိုတလက်ဇက်အလွန်မြန်တဲ့အရှိန်အဟုန်နဲ့သွားနေတာပါရက်နေတာမဟုတ်လားဒါကြောင့်ဘယ်ရာကိုမှကိုဟာစုပ်ကင်လို့မရဘူးဘယ်ရာကိုမှကောင်းလာပါတယ်ဆိုပြီးတော့ထိမ့်သိမ့်ထားခြင်းလို့မရဘူးရက်တန့်ထားခြင်းလို့မရဘူးတလက်ဇက်အရှိန်အဟုန်နဲ့ဘာဖြစ်နေတော့ပြောင်းလဲနေတယ်ဟုတ်တယ်မဟုတ်လားစောတော်တုန်းကတရားစနာကစားကအနေအထားမျိုးလေးတွေအခုဘယ်လိုမှမရနိုင်တော့ဘူးဟုတ်လားထာဝရကြောက်ွယ်သွားပြီပြီးဆုံးသွားပြီဟုတ်တယ်မဟုတ်လားအခုအနေအထားလေးဟာလည်းခဏနေရင်ဒါပြီးဆုံးသွားမှာပါပဲအဲ့ဒါလိုပဲဘဝမှာဘာတွေပဲဖြစ်ချင်တာဖြစ်ပါစေအစဉ်ပြေတာပဲဖြစ်တယ်ပြောအစဉ်မပြေတာတွေပဲဖြစ်တယ်ပြောစိတ်တိုင်းကြတယ်ပဲဆိုစိတ်တိုင်းမကြဘူးပဲပြောဘာပဲပြောပါဖြစ်ချင်တာဖြစ်ပါစေသိကြတာကဖြစ်လာသမျှအရာတွေဟာဘာဖြစ်လို့ပျက်စီးချုပ်ပြောက်သွားတာပါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယံကိဉ္စီသမှုရိယဓမ္မသဗ္ဗန္တံនិရောဓဓမ္မန္တိဘယ်မှာတွေ့ဘူးတုံးဒီစကားလေးဓမ္မစကြာထဲမှာနော်ယံကိဉ္စီသမှုရိယဓမ္မသဗ္ဗန္တံនិရောဓဓမ္မန္တိဘာတွေပဲဖြစ်ချင်တာဖြစ်ကောင်းဆိုးဟုတ်ရလားအဲ့ဒါတွေအကုန်လုံးဟာမဖြစ်သွားတော့ချုပ်ပြောက်သွားတယ်ပြီးဆုံးသွားတယ်ဒါဟာဘဝရဲ့သဘောပါပဲသို့တော့အဲ့ဒီလောက်ထင်ရှားတဲ့သိတာတဲ့ဒီသဘာဝကိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာမသိကြဘူးမမြင်ကြဘူးမသိကြဘူးမမြင်ကြဘူးဆိုတာကသိနိုင်တဲ့အစွမ်းမြင်နိုင်တဲ့အစွမ်းမရှိလို့မဟုတ်တတိမေ့လျော့ခပ်ပေါ်နေတဲ့အတွက်ကြောင့်မသိတာဟုတ်တယ်မဟုတ်လားပမာဒတရားလွှမ်းမိုးနေတဲ့အတွက်ကြောင့်မသိတာတတိမမူလို့ဂူကိုမမြင်တာတတိမူရင်တော့ဂူကိုမပြောနဲ့မြူကိုတောင်မြင်နိုင်တယ်ဒါကြောင့်ဘဝမှာဒီကြီးကျယ်တဲ့အသိဉာဏ်တန်ဖိုးရှိတဲ့အသိဉာဏ်ကိုရဖို့အတွက်တကယ်အခြေခံအကြဆုံးတရားကတော့ဘာလို့ဆိုရင်တတိပဲဟုတ်တယ်မဟုတ်လားတတိရှိလို့ရှိရင်ဘဝကြာအကြောင်းခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းမသိတဲ့အကြောင်းဘာမှမရှိဘူးဟုတ်တယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့ခန္ဓာရဲ့သဘာဝဖြစ်တဲ့မမြဲခြင်းသဘောမမြဲလို့မို့ကိုအကောင်းမဟုတ်တဲ့သဘောဟုတ်လားပြီးတော့ဒီမမြဲတာကြီးကိုလည်းပဲမြဲအောင်ဘယ်သူမှလှုပ်လို့မရတဲ့မကောင်းတာကြီးကိုကောင်းအောင်လည်းဘယ်သူမှမလှုပ်လို့မရတဲ့သူ့သဘာဝအတိုင်းသူဒီတိုင်းပဲသွားနေတယ်ဒါကိုဘယ်သူမှအစိုးမရမပိုင်သတဲ့သဘောဟုတ်လားဒီအနိစ္စဒုက္ခအနတ္တဟာဘဝခန္ဓာရဲ့သဘောတဘာဝလို့နားလည်ထားကြပါဒါကိုပဲဥရှင်တို့သင်္ခါရတရားတို့ရဲ့လက္ခဏာဆိုတဲ့အသုံးအနှုန်းလေးမပါဘူးလားသင်္ခါရတရားလို့သိနိုင်ကြောင်းအမှတ်အသားပေါ့ဒါကြောင့်ဒီဥစဉ်တို့အနိစ္စဒုက္ခအနတ္တကိုလက္ခဏာရေး၃ပါးလို့လည်းမသုံးတော့ဘူးလားသုံးတော့တယ်အဲ့တော့ဥစဉ်တို့တကယ်စစ်မှန်တဲ့ဉာဏ်ပညာဆိုတာဒီလက္ခဏာရေး၃ပါးကိုတကယ်သိမှဒါပညာအစစ်ကိုရတယ်လို့ဆိုတာဟုတ်လားဒါကိုလည်းပဲဥစဉ်တို့ပိဋကပေါင်းသူတော်ကောင်းတို့အနုဘောဓဉာဏ်တွေနဲ့အနုဆိုတာအဖမှန်ထက်ဘောဓဆိုတာသိတာလို့စောစောကပြောတယ်နော်အဖမှန်ထက်သိအောင်လုပ်မယ်ဆိုရင်နောက်ဆုံးတစ်နေ့မှဖြစ်မယ်တော့ပฏิဝေဒဉာဏ်တစ်ချက်တည်းနဲ့သစ္စာ၄ပါးကိုသိပေဆိုင်ပွားကိစ္စအားဖြင့်၄ပါးပိုင်းခြားပြီးတော့တခါတည်းသိတဲ့အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတော်တို့ဒီနေ့မင်္ဂလာတရားကတော့အဆင့်အမြင့်ဆုံးမင်္ဂလာတရားလို့ဆိုရမှာပေါ့နော်ဒီမင်္ဂလာတရားတွေပြည့်စုံဖို့အတွက်ဘာကိုကြိုးစားရမှာတော့ဆိုတော့သတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်လားအဲ့တော့ဦးဇင်းတို့မနေ့ပြန်ရောက်ရင်တော့ဥဒ္ဒတလောကဓမ္မေဟိစိတ်တံယတနာကံပတိလောကဓာတ်တရားတွေနဲ့ပတ်သက်ပြီးတော့ယဟန္တာအရှင်မြတ်များဟာတုံ့လို့မှုမရှိဘူးဆိုတာနဲ့ပတ်သက်တဲ့မင်္ဂလာတရားအဲ့တော့မနေ့ပြန်မှာတော့ဦးဇင်းတို့လောကဓာတ်တရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအခြေတန်ဝပြောကြရနာကြရတာပေါ့နော်အဲ့တော့ဒီကနေ့ဦးဇင်းတို့မင်္ဂလာဘယ်နှပါတော့များ၄ပါးအဲ့တော့ဦးဇင်းတို့ဒီကနေ့ဟောဖို့ပြောဖို့အချိန်လဲရှေ့သွားပါပြီနော်အဲ့တော့ဦးဇင်းတို့တပဆိုတဲ့မင်္ဂလာပြမရှိယဆိုတဲ့မင်္ဂလာအရိယသစ္စာနဒသနာဆိုတဲ့မင်္ဂလာနိဗ္ဗာန်သစ္စိကိရိယာယဆိုတဲ့မင်္ဂလာဒီမင်္ဂလာတရား၄ပါးနဲ့ပြည့်စုံဖို့အတွက်သတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားအထောက်ပြီးတော့မင်္ဂလာရှိအောင်နေနိုင်ကြတဲ့မင်္ဂလာရှိကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဗျာ
ဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနောတရာဒုက္ခိဝန္တုတိဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနောတရာဒုက္ခိဝန္တုတိဝါတုတဗ္ဗမင်္ဂလာရခဒါတဗ္ဗတံဃာနုဘာဝေနောတရာဒုက္ခိဝန္တုတိဒီတဝါကသင်တရားနာပိဋကပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလာလောကိလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အင်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာကိုစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနဂင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆိုတော်တာဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတ္တိသောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မာနုဘာဝေနမေလီရန်ဘုလေတံနိဗ္ဗာန်ပရိယေဆိုသောစေရတော်တရားတော်မြတ်တို့ရဲ့တကုတ္တိသောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံအနုဘာဝေနမေကထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှေယောတော်ရိယာတန်ခါရှင်မြတ်တို့နှင့်တကွာတိလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ္တိသောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချင်းရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း